ဓုသာဓုနောက်တစ်ချိန်နောက်တစ်ခေါက်ကုသိုလ်ယူပူဇော်ကြပါအောင်ဆိုခင်ဗျာဆရာတော်ဘိယကင်းပါစေကိုစီရကင်းပါစေစိတ်စီဆရာတော်ခန္ဓာဝင်းကိုသာသနာဝင်းကိုလွယ်ကူစွာဆောင်ရွယ်နိုင်ပါစေဆရာတော်ဘတ်တော်ရာကျော်ရှိပါစေဆရာတော်ဘတ်တော်ရာကျော်ရှိပါစေဆရာတော်ဘတ်တော်ရာကျော်ရှိပါစေသာဓုသာဓုဆောင်ဆရာတော်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မဟာဝိသုဒ္ဓရာယုံရွှေကျင်ကျောင်းတိုက်ကြီးမှဆရာတော်အဂမဟာပန္တိတာဒုပိဋကတရပိဋကတယပါရဂူဆရာတော်ဗတ္တန္တာတိရိကင်းစနာဘိဝန္တမဟာထေအရှင်သူမြတ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာပြရှိခိုးကြောကြပါစို့ခမညာဩဃာသဩဃာသဩဃာသကာယကံဝစီကံမနောကံသဗ္ဗဒေါသခသိမ့်သောအပြစ်တို့ကိုပြောင်းပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယောအသေးအလေးအမြတ်လက်ဆိုမိုး၍ရှိခိုးပူဇော်ဘုမျောမှန်လျှော့ကြောပါဤအရှင်ဘုရားကြောရသောကောင်းကျိုးအားကြောင့်ဘယ်လေးပါကဲသုံးပါးယံပိရှိပါယံသူမျိုး၅ပါးဝိပန္တိတရား၄ပါးယသနာတရား၅ပါးတို့မှာအဂါဂတိကင်းလို့ငြိမ့်သည်ဖြစ်၍မတရားဟောတရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားဣတံခောတရဏံခေမံဣတံတရဏမௌဒ္ဓမံဣတံတရဏမာကမ္မသဗ္ဗဒုက္ခပမုစ္စတိဣတံဤသို့ဘုရားတရားသံဃာအားဖြင့်သုံးပါးအစုံတရဏဂုံကိုတရဏံကိုယ်ွယ်စိကခြင်းသည်ခေမံဘေးကင်းလှပေ၏ဣတံဤသို့ဘုရားတရားသံဃာအားဖြင့်သုံးပါးအစုံတရဏဂုံကိုတရဏံကိုယ်ွယ်စိကခြင်းသည်ဩဒ္ဓမံအမြတ်ဆုံးပေတည်းဣတံဤသို့ဘုရားတရားသံဃာအားဖြင့်သုံးပါးအစုံတရဏဂုံကိုတရဏမာကမ္မယခုလိုစိကကိုယ်ွယ်သမှုအကြောင်းပြု၍တန်တမင်္ဂီပုဂ္ဂလာနံထိုဘုရားတရားသံဃာယရဏသုံးပါးစိကကိုယ်ွယ်မှုနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့အားသဗ္ဗဒုက္ခအတွင်းအပနှစ်ဌာနတို့၌ကြာရောက်စေကြာရောက်လက်တန်းဖြစ်သောဆင်းရဲဒုက္ခအမျိုးမျိုးတို့မှပမုစ္စတိလွတ်မြောက်ရလေ၏ယနေ့1388ခုနှစ်ဝါခေါင်လာဇန်8ရက်နေ့မြန်မာပြည်ရဲ့ကျက်တီဆောင်ရန်ကုန်မြို့ရဲ့ကျက်တီဆောင်ဗုဒ္ဓထောင်ကြိုက်ဒီအဆန္ဒဥစီရီတော်အတွင်ဆင်းရင်ကျင်းပသည့်54ကြိမ်မြောက်ဝါတွင်ကာလဓမ္မသဘင်အစီအရင်တွင်တရားတော်များမနာယူမီရှိဥစွာဘုရားတရားသံဃာယန္နာသုံးပါးပူဇော်ရတဲ့ကုသိုလ်စေတနာနေ့စဉ်နေ့တိုင်းလစဉ်လတိုင်းနှစ်စဉ်နှစ်တိုင်းပြုခဲ့သမျှကုသိုလ်စေတနာ
ဤကောင်းမြတ်တဲ့ကုသိုလ်စေတနာတို့ကြောင့်အနှောက်အယှက်ဘေးရန်ကင်းကွာကိုယ်စိတ်နှပါချမ်းသာအလိုရှိအပ်ကောင်းမြတ်တဲ့ကောင်းကျိုးချမ်းသာများမကြောက်မကြမတောင့်တရပဲပြည့်စုံလိုသမျှပြည့်စုံကြပါစေသူအဖြစ်ဗုဒ္ဓအဆုံးအမသူတော်ကောင်းတရားတွေကိုကိုယ်တိုင်လည်းသိရှိလိုက်နာအများကိုလည်းပဲသိရှိလိုက်နာနိုင်အောင်ဆောင်ရွက်ပေးနိုင်ကြသောနှစ်ဖက်လှနှစ်ဖက်ရပါရမီရှင်သူတော်ကောင်းများဖြစ်ကြပါစေဆရာတော်ဘုရားပြည့်တဲ့ဆုနဲ့ပြည့်ရပါလို့ရှင်ဗျာမိမိတို့စောင့်တည်မဲ့သီလတောင်းလိုက်ကြပါအဘန္တေတိသရဏေနသာနဝေငါသမနာကတံဥဘောဒရာသီလံဓမ္မယာသာမိအနောကံကတဝါသီလံဒေတာမေဘန္တေဒုတိယံပိဟံဘန္တေတိသရဏေနသာနဝေငါသမနာကတံဥဘောဒရာသီလံဓမ္မယာသာမိအနောကံကတဝါသီလံဒေတာမေဘန္တေတတိယံပိအဟံဘန္တေတိသရဏေနသာနဝေငါသမနာကတံဥဘောဒရာသီလံဓမ္မယာသာမိအနောကံကတဝါသီလံဒေတာမေဘန္တေယမဟံဝဒာမိတံဝတိထာအာမဘန္တေပါရှင်ဘုရားနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 နမောတတ္တဟာဘုရားရှိခိုးစာမှန်အလုံးသိပြီးသားပါပဲကလေးကလေးကရှိခိုးခဲ့တဲ့နမောတတ္တအဓိပ္ပာယ်သိဖို့ကြတော့လိုတာပေါ့နမောဆိုတာရှိခိုးပါ၏ဘသူအားရှိခိုးတယ်လဲဘသူကိုရှိခိုးတယ်လဲတတ္တရှိခိုးထိုက်တဲ့ဂုဏ်နဲ့ပြည့်စုံသောထိုသူအားရှိခိုးပါတယ်ရှိခိုးထိုက်တဲ့ဂုဏ်တွေကဘာလဲအရဟတောဘဂဝါတောဘဂဝါဂုဏ်အရဟတောအရဟံဂုဏ်သမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓဂုဏ်အကျဉ်းချုပ်ဂုဏ်တော်၃ပါးအကျေပွားတော်ဂုဏ်တော်အနန္တနှင့်ပြည့်စုံသောထိုဘုရားရှင်အားရှိခိုးပါတယ်ပေါ့ပိစပရိကဆိုတာ၅ဘုတ်ရှိတဲ့ဂါထာခွဲဖတ်ရမယ်တွဲမဖတ်ရဘူးနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတချို့ကြတော့လေကိုကြိုက်တယ်လို့တတ္တဘဂဝါတောတွဲဖတ်တဲ့လူလည်းရှိကောင်းရှိမှာပေါ့အဲ့ဒါကိုတိပိဋကရောဆရာတော်ဘုရားကြီးကလင်္ကာလေးနဲ့ရှိခိုးတော့ဘုန်းတော်6စုပြည့်တော်မူ၍ဘဂဝါတော်ကိုပြောတာနတ်လူဥခိုက်ပူဇော်ထိုက်ညာဆိုတာအရဟတောတရားလုံးစုံအကုန်သိမြင်အဲ့ဒါသမ္မာသမ္ဗုဒ္ဓတ္တပြောတာဖယားရှင်ကိုဒါတတ္တကိုပြောတာကြည်ညိုမြတ်တို့ဥနေချိုရှိခိုးပါ၏ဗျာဒါကနမောပြောတာဒါကြောင့်ကျေးဇူးတော်ရှင်ရောဆရာတော်ဘုရားကြီးလင်္ကာနဲ့ရှိခိုးထားတာလေအားလုံးတစ်ခေါက်ရှိခိုးရအောင်ဘုန်းတော်6စုဘုန်းတော်6စုပြေတော်မူ၍ပြေတော်မူ၍နတ်လူဥခိုက်နတ်လူဥခိုက်ပူဇော်ထိုက်ညာပူဇော်ထိုက်ညာတရားလုံးစုံတရားလုံးစုံအကုန်သိမြင်အကုန်သိမြင်ဖယားရှင်ကိုဖယားရှင်ကိုကြည်ညိုမြတ်တို့ကြည်ညိုမြတ်တို့ဥနေချိုဥနေ
ချု ရှိခိုးပါဤဖရာ ရှိခိုးပါ၏ဖရာ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ ဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိ ဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိ တတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိ တတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိ မြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့စကားလုံးတွေဖြစ်တဲ့ကြောင့်စကားလုံးတွေပါဠိတွေဖတ်တာကအစမမှားဖို့လိုတယ်။သူအဖြစ်ရှင်သာမဏေပြုတဲ့အခါဆိုရင်သာသနာကိုရှင်သာမဏေဖြစ်နေဝင်တဲ့အခါတရဏဂုံဟာအသက်သွင်းတဲ့အထီးကမြတ်စွာဘုရားသာသနာတော်ရဲ့ဝင်ပေါက်ပဲဒါကြောင့်တရဏဂုံပိသမှာကိုယ်ရင်ဖြစ်တယ်အဲ့လိုပဲဗုဒ္ဓဘာသာဥပါဒကဥပါဒိကာတွေလည်းပဲဖတ်တဲ့အခါရောတဲ့အခါမမှားဘူးဟလားဗုဒ္ဓံတရဏံကိသာမိကအစဒုတိယံပိတတိယံပိလေးတွေအစမမှားဘူးလို့တယ်ဒါဘုရားကိုစိကပ်ပါ၏တရားစိကပ်ပါ၏သံဃာစိကပ်ပါ၏ရောဆရာတော်ဘုရားကြီးကတော့ဗုဒ္ဓံတရဏံကိသာမိကိုနှလုံးသားဖျားတည်ပါ၏အားလုံးစိတ်ထဲရှင်းသွားတယ်ဓမ္မံတရဏံကိသာမိနှလုံးသားတရားတည်ပါ၏စိတ်ထဲမှာရှင်းသွားတယ်သံဃံတရဏံကိသာမိနှလုံးသားစွမ်းအားတည်ပါ၏ဒါရောဆရာတော်ကြီးစသုံးလိုက်တာအခုတော့အားလုံးဒီပါသိသွားကြသုံးသွားကြအားလုံးပဲအဲ့ဒါလေးကိုလင်္ကာလေးနဲ့လိုက်ဆိုရအောင်ဖယားဂုံတော်ဘုရားဂုဏ်တော်ဉာဏ်ဖြင့်ဖော်၍ဉာဏ်ဖြင့်ဖော်၍ ပုံတော်အတွင်းဘုံတော်အတွင်းဂုံတော်သွင်းကဘုံတော်သွင်းကစိတ်မှာထုံထားစိတ်မှာထုံထားနှလုံးသားနှလုံးသားဖယားတည်ပါ၏ဘုရားတည်ပါ၏သာတိကျင့်သည် သာတိကျင့်သည်ထိုးထွင်းသည်ဟုထိုးထွင်းသည်ဟုအတိသုံးပါအတိသုံးပါတရားဤကိုတရားဤကိုစိတ်ဝေထုံထားစိတ်ဝေထုံထားနှလုံးသားနှလုံးသားတရားတည်ပါ၏တရားတည်ပါ၏သုံးပါမြတ်စွာသုံးပါမြတ်စွာယတနာကိုယတနာကိုကောင်းစွာကြည့်ရှုကောင်းစွာကြည့်ရှုကိုယ်စားပြုသည်ကိုယ်စားပြုသည်သံဃာဤကိုသံဃာဤကိုစိတ်ဝေထုံထားစိတ်ဝေထုံထားနှလုံးသားနှလုံးသားစွမ်းအားတည်ပါ၏စွမ်းအားတည်ပါ၏ဣတရဏကမနံပရိပုံဏံအာမဗန္တိပါ၏ရှင်ဘုရားကိုးပါးသီလဆိုတော့၈ပါးအထိကိုယ့်အကိုဆိုလိုက်ကြပါပါဏာတိပါဒပါဏာတိပါဒဝေရမဏိသေခာဝရံသမာရိယာမိအာဒိဏဒါနာဝေရမဏိသေခာဝရံသမာရိယာမိအာဗျမစရိယာဝေရမဏိသေခာဝရံသမာရိယာမိမုဒဝါဒဝေရမဏိသေခာဝရံသမာရိယာမိသုရာမေရယမေဇပမာဒဌာနာဝေရမဏိသေခာဝရံသမာရိယာမိဝိကာလဘောဇနာဝေရမဏိသေခာဝရံသမာရိယာမိနေသဂီတာဝါဒိတာဝိတုက
ဒသနာမာလာကန္တဝိလေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိသိက္ခာပရံသမာရိယာမိဩဇာတိယနာမဟာတိယနာဝေရမဏိသိက္ခာပရံသမာရိယာမိဆိုလိုက်ကြပေါ့မေတ္တာသဟဂတိနမေတ္တာသာဂတိနစေတသာစေတသာသဗ္ဗပါဏဗုဒေတုသဗ္ဗပါဏဗုဒေတုပရိဒဝါပရိဒဝါဝိဟရာမိဝိဟရာမိမေတ္တာနှင့်ရှင်သောမေတ္တာနှင့်ရှင်သောစိတ်ကောင်းစိတ်မြတ်ဖြင့်စိတ်ကောင်းစိတ်မြတ်ဖြင့်လုံးစုံများစွာလုံးစုံများစွာတတ္တဝါတို့အပေါ်၌တတ္တဝါတို့အပေါ်၌မေတ္တာစိတ်ကိုမေတ္တာစိတ်ကိုဖြစ်ပွားစေ၍ဖြစ်ပွားစေ၍မေတ္တာဖြန့်၍နေထိုင်ပါမည်ဖျားနေထိုင်ပါမည်ဖျားဣဒံမေပုံညံဣဒံမေပုံညံနိဗ္ဗာနတနိဗ္ဗာနတပစ္စယောပစ္စယောဟောတုဟောတုယနေ့ယခုယနေ့ယခုအာကိုယ်တိုင်ပြုအာကိုယ်တိုင်ပြုဤကောင်းမှုကံဤကောင်းမှုကံမြတ်နိဗ္ဗာန်မြတ်နိဗ္ဗာန်လင်းမြန်ရာချောင်းဖြစ်စေသောလင်းမြန်ရာချောင်းဖြစ်စေသောအပမတိနတံပါတိထာအာမဗန္တိပါရှင်ဘုရားကျင်ညိုလေးစားဥထိတ်ထားအပ်ပါသောနိုင်ငံတော်သံဃာမဟာနာယကဖွဲ့တွဲဘက်ကျိုးတော်ဆောင်ဆရာတော်ရှင်သူမြတ်ကြီးဘုရားဆရာတော်ဘုရားတရားမဟောမီရှေးဥစွာဘုရားတပည့်တော်အားဓမ္မယာစနဂါထာတော်ဖြင့်တရားတောင်းပူဇော်ခွင့်ပြုတော်မူပါဘုရားဒေသနာပတိပေနဒေသေတုဓမ္မမူလကံဗန္ဒီယုံနံဓမ္မသဘာဝကိုဉာဏပိုင်ပိုင်လက်ကိုင်ရမိဉာဏ်အမြင်ရှိတော်မူသောဆရာတော်အရှင်သူမြတ်ကြီးဖရာမယံအရှင်တံဘာကဝတ္တဝ၍တရားဒေသနာနာယူလိုကြပါသောဖရာတပည့်တော်တို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည်နာမရူပံလူနှင့်မြမသတ္တဝါသင်္ခါရဖြစ်သည်မြ၌ဘဘဝအမှန်ဟုတ်သည်ယုံနာနှစ်ပါးတပံတိတိပရမတ္ထတရားတို့ကိုအဘသန္တာဤကယုတ်ဤကနဟုဝေပံထိုးထွင်း၍အလင်းပေါက်အောင်ထွင်းပေါက်ခါသိနိုင်ဖို့ဝေ၍မိန်မိန်မေးမေးရေရေကလေးများမသိမမြင်ကြရလေသောကြောင့်သံသာရစာရိကလူပြေမှလည်းအဖုံဖုံနဲ့ပြေမှလည်းအခောက်ခောက်အောက်နရအပဲ့ငရဲမှာထဲလဲနဲ့အကျဉ်ကျဉ်တရှိန်ရှိန်ပူပြင်းနဲ့သံသရခန္ဓာအတွင်း၌သံသရခန္ဓာအတွင်း၌စင်လို့စစ်တလို့တထက်အောက်ပြေးလွှားလျက်ကျင်းလေကနေကြရပါသည်ရှင်ဘုရားထေတော်ထက်အောက်ကျင်ညာပြည်ရွာတွင်ဝေးဖြာမကျွင်းတေးစားတော်လင်းပေးသည့်ဆရာတော်အရှင်သူမြတ်ဘုရားသည်ဓမ္မဒေသနာပတိပေနပိဋကကျမ်းဂန်လမ်းမှန်တိကြကိုရောရယမိယသည်တရားဓမ္မဒေသနာတော်တည်ဟုသောစီမိတဆောင်ကြည်ဖြင့်အမကံကာမောကသမုတ်အိုင်မာမလုံနိုင်အောင်ချုပ်ကိုင်းခံနေကြရပါတော့လည်းပဲတတ္တမသဝနအတိဒုံလပံဆိုတဲ့တရားမြတ်ဒေသနာတော်ကိုဥထိပ်ပန်းစင်လိုကြပါသည်ဖရာတပည့်တော်မတော်အားဓမ္မသင်္တေလျောက်ပတ်ကောင်းမြတ်သောတရားမြတ်ဒေသနာတော်ကိုဒေတိတု
ကရုဏာရှိထားမေတ္တာအဖြင့်ဟောကြားတော်မူပါဆရာတော်ဖရာဒေတိတုလူပြည်နတ်တန်နိဗ္ဗာန်ရောက်ကြောင်းတရားပေါင်းတွင်ဝိနည်းဇာတရားပုဂ္ဂလိဇာတရားအစ္ဆာတရားနှပြရှုငဲ့ပါ၍မိမ္မာညွန်ကြကွန်စင်သောအဖြင့်သနာထီရှင်အမှားတွေပြေနိုင်လောက်အောင်တရားရည်စင်ဖြင့်သွန်လောင်းပြီးတော်မူပါနိုင်ငံတော်သံဃာမဟာနာယကအဖွဲ့တွဲဘက်အကျိုးတော်ဆောင်ဆရာတော်အရှင်သူမြတ်ကြီးဖရာသာဓုသာဓုသာဓုသနာတော်နှစ်2580ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်ဝါကောင်လာဇန်ရှိရဲ2026ဩဂုတ်လ21ရက်တောက်ကြနေ့မြန်မာပြည်ရဲ့ကျဲသီဆောင်သာသနာကျဲသီဆောင်ရန်ကုန်မြို့ရဲ့ကျဲသီဆောင်ဗုဒ္ဓတော်ကြိုက်တဲ့အဆန္ဒဥစီရီတော်ဓမ္မယုံအတွင်းမှာစီရင်ကျင်းပါတယ်54ချိန်မြောက်ဝါတွင်ကာလဓမ္မသဘင်အစီအစဉ်ရတာညနေ3နာရီရနေပြီးတော့ညနေ9နာရီအတွင်းစီရင်ကျင်းပါတယ်ဘုရားစီရီတော်ဘာနာတော်ရင်ခောပကအဖွဲနဲ့ကိုအောင်ပြည့်စုံမမျိုးရတနာထိုက်မခင်ငြိမ်းချမ်းပြည့်စုံလိုက်မခင်ဘုံမြတ်ပြည့်စုံလိုက်မခင်မေတ္တာပြည့်စုံလိုက်မိသားစုနဲ့တကွကုသိုလ်ရှင်တွေအများပေါင်းစုပြီးတော့ပြုလုပ်ဆင်ရင်ကျင်းပတရားတော်ပူဇော်နေတဲ့ကာလဘုန်းကြီးတို့အလှည့်ကျတာဝန်အရာကြွားရောက်ပြီးတော့တရားအလှပေးလူတာဖြစ်ပါတယ်ဘုရားတော်စီတော်ဆိုတာအထင်ကရစီရီတော်ဖြစ်ပါတယ်ထိုထဲမှာပို့ပြီးတော့ထင်ရှားတာကတော့ဖြင့်အခုလိုမျိုးတစ်နေ့3ချိန်တရားပွဲတွေဆင်နွှဲပြီးတော့ကျင်းပတဲ့အတွက်ကြောင့်လည်းပဲရန်ကုန်တစ်မြို့လုံးကဆိုသလိုဒါထင်ရှားကြော်ကြားပါတယ်မနေ့သီလာပြီးဒီကတနာကြီးကြတော့ဘာနာတော်ရင်ဂောဘကဘွဲရဲ့ဩဝါဒစရိယဆရာတော်တွေနိုင်ငံတော်ဩဝါဒစရိယဆရာတော်တွေဒါတရားချီးမြှင့်ဒီနေ့ဆိုလည်းပဲတိပိဋကဆွန်လွန်ဆရာတော်ဘုရားကြီးဒါချီးမြှင့်တာစရင်အရာတွေ့ရနောက်ညနေ3နာရီကြားတဲ့အခါကျတော့ဝါတွင်3လ73ပတ်လုံးနိုင်ငံတော်သံဃာမဟာနာယကတာဝန်ထမ်းဆောင်အလှည့်ကျတာဝန်ထမ်းဆောင်တဲ့ဆရာတော်တွေဒါတရားချီးမြှင့်တာအဲ့တော့ဒကာကြီးတို့ဒကာမကြီးတို့ဒီ54ချိန်တောင်ရှိပြီဆိုတော့53ပဲဆိုပါတော့ဒီနေ့ကိုနှစ်ပွဲနဲ့တွက်ပါဦးမှန်ပါဗျာနှစ်ပေါင်း50မဟုတ်ဘူးအကျိန်50ဟုတ်တယ်မလားမှန်ပါဗျာအဲ့တော့54ဆိုတာလည်းနှစ်ဖြစ်မှာပေါ့ဟုတ်တယ်မလားမှန်ပါ54ချိန်မှာ53ချိန်ပြီးခဲ့ပြီဆိုပါတော့ဒီနေ့နှစ်ပွဲနဲ့ဆိုရင်ဘယ်နှပွဲပြီးခဲ့ပြီတော့53နှစ်ချိန်နဲ့မြောက်လိုက်တော့ဘယ်လောက်ရ100နဲ့6ချိန်တော့ရှိခဲ့ပြီဒီနေ့ကရှေ့ပိုင်းမှာ3ပွဲရှိပြီတဲ့ဟုတ်တယ်မလားမှန်ပါဗျာဒီနေ့အဲ့တော့3ပွဲဆိုတော့106နဲ့3နဲ့ပေါင်းတော့ဘယ်လောက်ရလဲ109နှစ်ပေါင်းအချိန်ပေါင်း100နဲ့9ချိန်တောင်နာခဲ့ပြီးပြီဘယ်သူတွေတုံးဆိုရင်ခောဘကလူကြီးတွေထို့တဲ့တိကြအောင်ပြောရရင်တော့ဓမ္မယုံဆောင်နဲ့ပေါ့ဟုတ်တယ်မလားဓမ္မဗျာခောဘကလူကြီးမအားလဲနတ်ကတော့နာရမှာပဲမိမိရဲ့ဓမ္မယုံထဲမှာလာကျင့်ပါတာဆိုတော့နတ်ကတော့ကံကောင်းဆုံးပဲဟုတ်တယ်မလားဓမ္မဗျာအဲ့တော့ဘုန်းကြီးတို့ကတရားတော်တွေစဉ်းစားတဲ့အခါနေရာဒေသကြည့်ပြီးတော့လဲစဉ်းစားကြရတာဆိုတော့ဘုန်းကြီးတို့လွန်ခဲ့တဲ့ဒါ1980ရန်ကုန်မြို့ရောက်ကြတဲ့က
ဘောထောင်စီရီတော်ကြီးကပြောရရင်အရင်ဆုံးတော့ဖူးရတယ်လို့ဖြစ်။အားရအောင်တော့ဆိုတော့ဒီနားမှာရှိတဲ့စီရီယပါလာကျောင်းဆရာတော်ကဘုန်းကြီးဆရာတော်ဆိုတော့အဲ့တော့အခုဆရာတော်ဥသောဘိတရှေ့ရဆရာတော်နော်ဆိုတော့ဆရာတော်တွေရှိလာရင်းနဲ့ရွှေတကုံဆိုတာကမှဟိုပြောရင်တီးတန့်သွားရသေးတယ်ဘိုးတော်ဘုရားကတော့ဆရာရှိလာရင်းနဲ့ဖူးရတာအဲ့ဒီမှာဘုန်းကြီးကဘိုးထောင်စီတော်အကြောင်းကိုတေချာသိလားဆိုတေချာမသိဘူးဒါအမှန်တိုင်းပြောတာအဲ့ဒီကနေပြီးတော့ဘိုးထောင်စီဒီမဲ့တရားဟောရမယ်ဆိုတော့ဟာဘိုးထောင်စီဒီအကြောင်းတော့သိမှဖြစ်မှာကဲကြည့်ပါဦးလွန်ခဲ့တဲ့1989လောက်ကတည်းကနေအခုဘယ်လောက်ရောက်ပြီတော့2026ဘယ်နှစ်ရှိပြီတော့1989ကနေ2029ဆိုအတွက်ကြည့်အောင်နှစ်ပေါင်း60မှန်ပါဗျာအဲဟောနှစ်ပေါင်း50ဟုတ်တယ်မလားမှန်ပါဗျာအဲ့တော့လာမိနစ်ဆိုရင်50တောင်ပြည့်တော့မှာအခု49နှစ်ရှိပြီပေါ်တောင်ဖျားဖူးလာတာဘုန်းကြီးဘယ်နှစ်ရှိပြီတော့49နှစ်ရှိတာဒီနှစ်မှာပဲဖျားသမိုင်းသိတော့တယ်ကဲကောဘကာတွေလည်းစစ်အောင်မယ်နောက်ပြီးကောဘကာတွေရောသိရလားလို့နည်းနည်းစစ်အောင်မရအောင်အဲ့တော့ဖျားသမိုင်းတွေကိုဘုန်းကြီးတို့လေ့လာပြီးတော့ဘာလို့ရမှာလဲရောဆရာတော်ကြီးမိတ်တဲ့အတိုင်းနှလုံးသားဖျားတရားမှာဘာတရားမှာနှလုံးသားဖျားတရားမှာပါဗျာတိတိကျကျပြောကြဆိုရင်အလယ်မှာရှိတဲ့ဓမ္မံတရဏံခိစ္ဆာမိနှလုံးသားတရားတည်ဖို့ကပဓာနာပါမှန်ရလားမှန်ပါဗျာဖျားတည်တာဟာဘာတည်ဖို့လို့တရားတည်ဖို့သာဖြစ်တယ်နောက်တန်ခါကိုလည်းရောဆရာတော်ဘုရားကြီးကနှလုံးသားစွမ်းအားတည်တဲ့ဒါဆိုရင်ဖျားတည်တာဟာတရားတည်ဖို့နဲ့စွမ်းအားတည်ဖို့ဖြစ်တယ်ဘုရားကတော့တည်ပြီးသားဆိုတော့အထူးပြောကြမလို့တော့ဒါရမလို့ဘုန်းကြီးတို့ဒီနေ့ဒါနှလုံးသားတည်ဖူးဘုဒ္ဓထောင်ကြိုက်သေးအဆန်တော်ဦးလို့စဉ်းစားထားတာမှန်ပါဗျာတရားထဲမှာဖျားပွဲတော်ထည့်ထားတာနာမည်ပြည့်စုံစေခြင်းလို့ဘုန်းကြီးတို့လည်းအလွယ်ပဲသုံးနေကြတာဘုဒ္ဓထောင်ဖျားဘုဒ္ဓထောင်ဖျားဘုဒ္ဓထောင်ဖျားကရှိမတက်ဘူးပြည့်ပြည့်စုံစုံလေးပြောရင်ဘယ်လိုပြောရမှာလဲဘုဒ္ဓထောင်ကြိုက်သေးအဆန်တော်ဦးစီရီဟောကိုရောက်တဲ့ဖရာတမိုင်းဆိုတာခဏထားဘွဲအပြည့်စုံတော့သိဖို့မလိုဘူးလားလိုပါတယ်ဖရာဒါဘုန်းကြီးတို့ဟိုအများကြီးမဟုတ်ဘူးဘွဲတော်ကိုသိလိုက်တာနဲ့တချို့ဘွဲတော်လေးတွေဟာတမိုင်းအစွန်းအစလေးတွေပါသွားတယ်ဘွဲတော်ထဲမှာတမိုင်းအချက်လက်ကလေးတွေပါသွားတယ်ဒါကြောင့်မလို့ဒီနေ့တော့နှလုံးသားတည်ဖူးဘုဒ္ဓထောင်ကြိုက်သေးအဆန်တော်ဦးเนาะစေရီကတော့ထည့်ခြင်းလဲထည့်မထည့်ခြင်းလဲရပြီဆန်တော်ဦးအထိတော့ရောက်အောင်လုပ်ရမယ်နှလုံးသားတည်ဖူးဘုဒ္ဓထောင်ကြိုက်သေးအဆန်တော်ဦးဒါကြောင့်တရားတော်မနာခင်အလုံးဘုရားရှိခိုးရအောင်အာယုံပြုထားပေါ့တရားလယံသဗ္ဗတိဒုက္ခရံကရံဘဝနဝတိတ်ကမမဂတံကတံဒီလောကနာထံသုသမာဟိတံဟိတံသမန္တသက္ကုံပနမာမိတံမိတံတရားလျံရင်သွေးတော်ရာဟုလာပမာမချာတတဝအများတို့၌တနာကျင်နာကြီးမြတ်သောမဟာကရုဏာ၏တရားလည်းဖြစ်တော်မူ၏ထသောသဗ္ဗရိခသိများစွာဖြစ်သည်များသောဘဝခန္ဓာ၌ဒုက္ခရံသာမန်လူတို့ပြုနိုင်ဘဝေကြံတွေးယုံများမဝွန်ကြသည်ကိုယ်ကာယခန္ဓာပြည်ဝသားများဥစ္စာအပြင်၅ပါးပေါင်းစုစွန့်ငြိညီစသောကောင်းမှုကိုကရံကောင်းစွာအသင်္တရာပွင့်၍ပြုကျင့်တော်မူပြီးထသောဘဝနဝတိတ်ကမမရဏံဗျာတိဇာတိစရာ
မြာစွာတောင်းသောငမန်းငစင်စာသောဘိအပေါင်းတို့ဤခိုးအောင်ဒီနေရာလွန်စွာနဲ့ကျေဘဝသုံးပါးဒီဟုသောသမုတ်ပင်လေမှရှေ့သွယ်မဲ့ခင်သင်္ဘောရင်ကိုဆက်တင်တုံမြောက်နိဗ္ဗာန်ရောက်အောင်ကူးမြောက်တော်မူပြီးထသောအဂတံသုံးတဲ့ဘုံခေဝဲကဲလွန်ထူးမြတ်သည်ဖျားဖြစ်သောဂတံရောက်တော်မူပြီးထသောဒီလောကနာထံလူနာမြမသရဝကပင်အမင်းမင်းတို့ဝါစင်ဥခခိုလုံးကြရာသမ္မာသမ္ဗုဒ္ဓစေသုံးလောကလုံးရဲ့ဆရာလည်းဖြစ်တော်မူ၏ထသောဒုသမာဟိတံလာဘလာဘစသည်ရှင်မျိုးလောကရန်လေးစိုးတို့သည်တိုက်ချိုးမရမြေခိုင်တည်တံတော်သမာဓိလည်းရှိတော်မူ၏ထသောဟိတံလူနာမြမတရဝများသုံးဘုံသားတို့ဤစီဝါချမ်းသာမင်္ဂလာကိုကောင်းစွာမသွေဆောင်ရွက်တော်မူ၏ထသောအမိတံမနိုင်အမရှင်သာဖြာဖြာဝဝပညာသီလစသောဂုဏ်တော်ကိုလည်းရတော်မူ၏ထသောတံဗုဒ္ဓံထိုသို့သောဂုဏ်စိမ့်ထုံကျော်ဟိထိုဘုရားရှင်ကိုရောမြတ်ကြီးကိုမယံတရားဟောတရားနာဖြစ်ကြပါကုန်သောတပည့်တော်တို့သည်ဗနမမိဗနမမသုကိုယ်တော်နှလုံးသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကရောမြတ်တို့ရှိခိုးကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားသာဓုသာဓုသာဓုကိုပါဥပုသ္တိလမေတ္တာပွားတာလေးအကျဉ်းချုပ်ဆိုရအောင်တရားဟောသူနာကြားသူရှင်လူတတ္တဝါတွေသက်ရှိကြမ်းမှာဘေးရန်ကွာချမ်းသာကြပါစေမြန်မာနိုင်ငံအတွင်းရှိသမျှအနန္တသတ္တဝါတွေစัจ java လာအနန္တရှိသမျှအနန္တသတ္တဝါတွေသက်ရှိကြမ်းမှာဘေးရန်ကွာချမ်းသာကြပါစေတို့ရဲ့မေတ္တာရှိန်အဝါကြောင့်ကဘာအယရဲ့ကကြီးသုံးဖြာကျော်လွားကဖြင့်ကဘာသူများကဘာသားတွေချမ်းသာစေအေးရေဆိုဖြံပါတည်းအေးရေဆိုဖြံပါတည်းတို့ရဲ့မေတ္တာရှိန်အဝါကဘာအနှံပြန်စေသောတို့ရဲ့မေတ္တာရှိန်အဝါသာယာအေးချမ်းပါစေသောသာဓုသာဓုသာဓုနှလုံးသားတီဖူးဗုဒ္ဓထောင်ကြိုက်သေးအဆန်တော်ဦးစကားလုံးလေး၃လုံးပါပါတယ်ဗုဒ္ဓထောင်ရဲ့ကြိုက်သေးအရဲ့ဆန်တော်ဦးရဲ့စကားပိုင်တစ်ခုလဲ၃ခုပါဗျာဗုဒ္ဓထောင်ရဲ့အဓိပ္ပာယ်လေးလဲသိရမှာပဲကြိုက်သေးဒါလည်းသိရဆန်တော်ဦးကရောဘယ်လိုဆန်တော်ဦးတာတော့သိရမှာဘုန်းကြီးကတော့ယုံကြည်ပါတယ်မသိတာဘုန်းကြီးပဲဖြစ်မှာပါခောဘကတွေကလည်းကြီးနေတော့ပါချီးမွမ်းတာမှန်ပါ
တရားဓမ္မတွေလည်းပဲဘိုးထောင်ဖျားမှာတရားတွေနာဥပုသ်သီလတွေယူဆိုတော့သိကြဖို့များပါတယ်နော်မသိတဲ့လူဆိုတော့နဲမှာပါသို့တော်လည်းပဲဒီတရားတော်တွေကိုမှတ်တမ်းရိုက်ထားတဲ့အခါကျတော့အနေနဲ့ရရကပုဂ္ဂိုလ်တွေများဒီတရားတော်ကိုနာမိသွားရင်နာယူဖြစ်သွားရင်သိစေခြင်းလို့ပါမှန်ရလားမှန်ပါဗျာမြတ်စွာဘုရားရဲ့မွေတော်ဓာတ်တော်ကြီးဆိုတာဟာအစစ်ရဖို့မပြောနဲ့အတုတော်မရှိတဲ့နိုင်ငံတွေအများကြီးမှန်ပါဗျာမှန်ရလားမှန်ပါဗျာအစစ်ရှိဖို့မဆိုထားနဲ့အတုတော်မရှိတဲ့နိုင်ငံတွေအများကြီးဒီအတူပဲတရားတော်ဆိုတာလည်းပဲအစစ်ဖြစ်တဲ့တရားဝင်ထွန်းပေါ်ပေါက်တဲ့နေရာဒေသမဆိုထားနဲ့အတန်တော်ကြားရဖို့မလွယ်ပါဘူးလွယ်ရဲ့လားလွယ်ပါဘူးဗျာအခုဘုန်းကြီးတို့ကတော့လွယ်နေတာပဲမတရားဖို့တရားနိဗ္ဗာန်တရားဟာကုသိုလ်တရားဒါနသီလဘာဝနာနေ့တိုင်းဒီစကားတွေကြားနေရတာအဲ့ဒီစကားလေးတွေကြားဖို့တော့လွယ်ရဲ့လားမလွယ်ပါဘူးဗျာတတ်မယ်ကွာဖြတ်မယ်ကွာပါလီမယ်ကွာတရားနဲ့တရားနှိမ့်ဆက်မယ်ဖြစ်စည်းမယ်ခါတဲ့ဒီလိုလောဘစကားဒေါသစကားမာနစကားကိလေသာစကားပဲအများဆုံးပြောနေကြတာမှန်ရဲ့လားမှန်ပါတယ်ဗျာသူတော်ကောင်းစကားသူတော်ကောင်းတရားကြားရဖို့လွယ်ပါမလားမလွယ်ပါဘူးဗျာအေးဘုန်းကြီးတို့ကရွှေဘုံပေါ်မှာစံနေတဲ့တထေသာတထေသမီးလိုပဲမှန်ပါဗျာမှန်ရဲ့လားမှန်ပါဗျာယရနာသုံးပါးလောက်ကောင်းတဲ့ယရနာရှိလို့လားရှိပါဘူးကိုအထင်မသေးနဲ့ရွှေဘုံပေါ်မှာစံနေတဲ့ကောဘကလူကြီးတွေဖြိုးမှာစံနေတဲ့ဘုန်းကြီးပါဟုတ်ရဲ့လားဒါရမလို့တရားဆိုတာများနာလီကောင်းလီထို့ထက်ပြောရရင်များကျင့်လီကောင်းလီမှန်ရဲ့လားမှန်ပါဗျာမြန်နာလီကောင်းလီထို့ထက်ပြောရရင်တော့မြန်ကျင့်လီကောင်းလေဒါပဲเนาะအဲ့တော့ဘုန်းကြီးတို့တနေ့ရမှာဒီကိုစာအုပ်ကလေးလိုချင်တော့မင်္ဂလာရာမဆရာတော်ဒါကောဘကရဲ့ဩဝါဒစရိယပါတယ်ထင်ပါတယ်မှန်ပါဗျာဆရာတော်ဥပညာသာရလင်ဥညာသာရပြီးဝန်သာတငယ်ချင်းဆိုတော့ကုညီပါအောင်ဖះဆိုတော့ဥအောင်စိုးတယ်ဘယ်သူလဲမသိဘူးဒီကတကားတရားသူ့ရှိသွားပြီးတော့ကျောင်းသားလေးသွားယူထားလို့ဘုန်းကြီးလည်းမတွေ့ဘူးအခုမှတွေ့ဘူးတာနော်နှစ်မျိုးရှိတယ်သမိုင်းမှန်ပါဗျာအကျဉ်းနဲ့အကျယ်မှန်ပါဗျာအဲ့ဒါကပ်ပြီးလို့ရတယ်ဆိုရင်အပြန်ကျတော့ကပ်ပြီးသွားကြဟုတ်ပြီလားအဲ့တော့ဘုန်းကြီးတို့ဒီဆရာတော်ကြီးကတော့ဘုန်းကြီးတို့မှီပါတယ်ကောင်းကောင်းသိတယ်နော်ဘိုးတထောင်ဆန်တော်ဦးစီရီတော်သမိုင်းအကျဉ်းတဲ့ဒါကအကျဉ်းဒါကြတော့အကျယ်ကြတော့ပို့ပြီးတော့စကားစုံတယ်ဘုဒ္ဓထောင်ကြိုက်တယ်အဆန်တော်ဥစေရီရောသမိုင်းဆရာတော်ကြီးသမောပြောတော့ကတော့မဟာဆိုတာပါတယ်နော်မဟာသမိုင်းဆိုပြီးတော့နော်အဲ့တော့ဒီဘုဒ္ဓထောင်ကြိုက်တယ်အဆန်တော်ဥစေရီဆိုတာဟာလည်းပဲဘုန်းကြီးတို့ကပ္ပအံ့ဖွယ်ဖြစ်တဲ့မြန်မာပြည်ရဲ့ပြောရရင်တော့မကိုက်ထွတ်ထီကျဲသေးဆောင်ကြီးဖြစ်တော်မူတဲ့စေတော်ကြီးဘုသူတော်ရွှေတကုံဘာစေတော်တော့ရွှေတကုံရွှေတကုံနဲ့အဆက်ပဲရွှေတကုံစေတော်ကြီးကိုအာလုံးသိပါတယ်ညီနောင်နှစ်ဦးဘသူနဲ့ဘသူတော့တပုဒ္ဒနဲ့ဗန္လိကပြောပါအောင်ဘသူနဲ့ဘသူတော့တပုဒ္ဒနဲ့ဗန္လိကတပုဒ္ဒနဲ့ဗန္လိကမှန်ရလားမှန်ပါဗျာထိုတပုဒ္ဒနဲ့ဗန္လိကနဲ့ပတ်သက်ပြီးတော့အမျိုးဒါအယူဆအမျိုးရှိပါတယ်သို့တော့တပုဒ္ဒနဲ့ဗန္လိကသည်အိန္ဒိယနိုင်ငံကလားမြန်မာပြည်လားဆိုတာထက်ဘုန်းကြီးတို့မှာအစစ်ဖြစ်တဲ့ရွှေတကုံဖရာကြီးရှိနေတာဖြစ်လို့ကြံတဲ့နေရာဒေသအငြင်းမပွားလို့ဘူးမှန်ရလားမှန်ပါဗျာကိုယ်လက်ထဲမှာကိုယ်ခေါင်းပေါ်မှာလက်ထဲမဟုတ်ပါဘူးကိုယ်ခေါင်းပေါ်မှာ
ရွှေတကုံဖျားဆိုတဲ့အစစ်ကြီးရှိနေတဲ့အတွက်ဟာအိန္ဒိယကပါရန်ကုန်သားမဟုတ်ပါဘူးမြန်မာပြည်ကမဟုတ်ပါဘူးတွေဘုန်းကြီးတို့ညင်းစရာလိုသေးလား လိုပါဘူးဗျာ တပုဒ္ဒအစစ်ပဲဖြစ်ဖြစ်အတုပဲဖြစ်ဖြစ်ဗန္လိကအစစ်ပဲဖြစ်ဖြစ်အတုပဲဖြစ်ဖြစ်ဘုန်းကြီးတို့ကဖျားအစစ်ရထားပြီးသားဖျားရဲ့ဓာတ်တော်မွေးတော်အစစ်တွေကိုရထားတာ မှန်ပါဗျာ ရွှေတကုံဖျားဆိုတာစိတ်ကူးတဲ့ကမဟုတ်ဘူးမြဲမြင်သွားဖူးလို့ရတယ်မှန်ရလား မှန်ပါဗျာ ဒါတော့အံ့ဘွယ်ကြီးတနေ့ကုန်ထိုင်ဖူးလို့မဝဘူး မှန်ပါဗျာ သို့တော်ထိုဖျားကြီးရွာမသွားလို့ရလား မရပါဘူး နိုင်ညာသွားတဲ့ကမြတ်စွာဘုရားခေါင်းမရွတ်သွားလို့ရလား မရပါဘူးဗျာ ရတဲ့နီးကိုဘုန်းကြီးကုဏပြောလိုက်ပါပြီနှလုံးသားတဲ့တည်ထားပါရောဆရာတော်ကြီးကနှလုံးမဲ့ပြောလိုက်တာနှလုံးသားဖျားတည်လိုက်ပါဒါကြောင့်ဘုန်းကြီးကတည်ရုံနဲ့မဟုတ်ဘူးနှလုံးသားတည်ဖူးကိုတည်ထားတဲ့ဖျားကိုဖူးဖို့အရေးကြီးတယ်ဖူးတော့ဘာနဲ့ဖူးမှလုံးပညာဥဆောင်တဲ့တရားတရားနဲ့ဖူးရ မှန်ပါဗျာ ပညာဥဆောင်သောတရားတရားလို့ပြောပြီးသွားပြီ။ဘာနဲ့ဖူးရမှာတော့ ပညာဥဆောင်သောတရားတရား ပညာဥဆောင်သောတရားတရားနဲ့ဖူးရ။အဲ့တော့ဒီတပုဒ္ဒနဲ့ဗန္လိကတို့အကြောင်းကိုဒီစာအုပ်ကလေးထဲမှာဖတ်လိုက်တော့ဘုန်းကြီးတို့ပါဠိစာပေတွေမှာလာတဲ့တပုဒ္ဒဗန္လိကအကြောင်းကတော့ဘုန်းကြီးတို့ကသိပြီးသား။ကိုယ်စာတွေကြက်ခဲ့ရတာ။နော်ဓမ္မစီရိယတွေအောင်ဒီပိဋကနှစ်ပုံတွေအောင်ပါဠိပါဠိကိုတွေအောင်ဆိုတော့ဒီပါဠိစာပေမှာရှိတဲ့တပုဒ္ဒအကြောင်းကတော့သိပြီးသား မှန်ပါဗျာ သို့တော့ဒီရွှေဘိုးထောင်ဆန်တော်ဦးစီတော်သမိုင်းအကျင့်ဖတ်လိုက်ရတော့ဘုန်းကြီးမသိတဲ့ဟာတွေသွားသိရရွှေတကုံဘုရားသမိုင်းမှာဆရာမောင်စုရှင်ရေးတဲ့စာအုပ်ရှိတယ်လို့ပြောတယ်ဘုန်းကြီးတခြားမဖတ်ဘူးဒီမှာဖတ်လိုက်တော့မှဘုန်းကြီးကငါမသိရတာတွေအများကြီးပါလားဆရာတော်ကြီးကကြံပေါင်းနော်100ကျော်ပေါ့နော်ကြံပေါင်း100ကျော်ကိုလေ့လာပြီးတော့မှရေးထားတာတဲ့စာဆောင်ပေါင်း100ကျော်လေ့လာရေးထားတာဘုန်းကြီးတို့ကသမိုင်းကိုအငြင်းမပွားဘူးလက်ထဲမှာရထားတဲ့ခေါင်းပေါ်မှာတင်ထားတဲ့ပထမတန်ဖိုးကိုသိဖို့ပဲလိုတယ် မှန်ပါဗျာ ဒီပရမညာဘဒူတည်ခဲ့တာတော့ကောင်းငင်ကကြလာတာလားသင်္ဘောနဲ့တည်လာတာလားလှဲနဲ့တည်လာတာမစင်သာဘူးသမိုင်းချက်လက်အရာတော့လေးလာရမှာမှန်တယ်သို့တော်ဘုန်းကြီးတို့ကဘိုးတော်ဖရာအစစ်ကြီးကိုရထားပြီးသားပို့ပြီးတော့ထင်ရှားသွားတာကဘုံမြန်ဆရာတော်ကြီးမိတ်တယ်လို့ပဲကဘာစစ်တုံးကဒီထိသွားတယ်ဗျာ1943လောက်ကလားမသိဘူးဟုတ်တယ်မလား မှန်ပါဗျာ ဘုံနံထိတော့ပြိုကျသွားတဲ့အခါမှာအဲ့ထဲကနေဆန်တော်အစ်စ်တွေကထွက်လာ မှန်ပါဗျာ ဆန်တော်အစ်စ်3စုကထွက်လာအဲ့ခါကျတော့မှအဆိုးတွေကအကောင်းပေါ့ဗျာအပြင်ကဇေဒီရဲ့အနေထားတွေပြည့်စည်သွားပါမယ်လို့အထဲထဲမှာအနှစ်သာရဖြစ်တဲ့ဖခင်ရဲ့ဆန်တော်ဦးကိုဖူးလိုက်ရတာရှိပြီလို့ဆုံးဖြတ်ချက်ချနိုင်တာကိုအဆိုးတွေကအကောင်းပဲမှန်ရလား မှန်ပါဗျာ အဲ့တော့ဘုန်းကြီးတို့စာရပြောရရင်တပုဒ္ဒနဲ့ဗန္လိကသည်မြတ်စွာဘုရားသာသနာမှာအထင်ကရပြောရရင်ဘုရားချီးကျူးခံပြီးတော့မှဘွဲ့အနှင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်မြတ်စွာဘုရားချီးမြှင့်တဲ့ဘွဲ့ကဘာလဲဆိုရင်ဧတတဲလို့ခေါ်တယ်ဘာလို့ခေါ်တော့ အေတတဲ့ဘွဲပါဗျာ ဘုရားသာသနာမှာဧတတဲနဲ့ပတ်သက်ရင်ယဟန်က43ပါးရှိတယ်ဘိက္ခုပေါ့ဘိက္ခုနီခေါ်တဲ့ယဟန်မာက73ပါးရှိတယ်ဘယ်တော့ရသွားပြီတော့ဒီကြလုံးတော့ခေတ်ကဖုံးခေတ်ဆိုတော့ဖုံးမယ်နှိပ်တော့တာပေါင်းရင်ဖုံးမယ်နှိုက်တော့တာအရင်တုန်းကလို့စိတ်ကူးနဲ့ခဏမလုပ်တော့ဘူးရှေးခေတ်ကဘုန်းကြီးတို့ရွာမှာပြောလို့မိမ့်မတွက်တွေလည်းပျောက်သွားပြီမိမ့်မတွက်တွေလည်းပျောက်သွားပြီနှစ်ချက်ခွဲသားတောင်ဝယ်လို့ရတဲ့ခေတ်ပျောက်သွားပြီပေါင်းရင်ပြီဆိုရင်ဘာနှိုက်တော့ဖုံးမယ်နှိုက်တော့တာပဲကဲ43နဲ့73နဲ့ပေါင်းတော့ 56ပါဗျာ ပြောတာမှာ43မို့41ယဟန်က41ယဟန်မာက73ပေါင်းလိုက်တော့50နဲ့4
ဟုတ်တယ်မလား မှန်ပါဗျာ အဲ့ထဲကိုဥပါဒကအမျိုးသားထဲလိုက်10ဦး 64 60နဲ့ 4 အဲ့ထဲမှာဥပါတိကအမျိုးသမီး10ဦးထဲလိုက် 84ပါ အဲ့ဒါပဲမြတ်စွာဘုရားသာသနာမှာအေတတဲ့ဘွဲရတဲ့ပုဂ္ဂိုလ်ပေါင်းဘယ်လောက်လဲ 84 အံ့ဩဖွယ်ကောင်းတယ်ဗျာဘုရားဟောသမျှတရားတော်တွေကိုကြည်လိုက်ရင်ရှေ့တန်းကဘိက္ခဝေယဟန်တို့အဲ့ဒီယဟန်တို့ဆိုတာဝီနီးယဟန်တို့လည်းပါတယ်သုတ်တန်ဤအရာတရားကျင့်မဲ့တန်တရာကိုဘေးလို့ရှုတဲ့ပုဂ္ဂိုလ်အလုံးဟာလည်းဘိက္ခဝေတဲ့ပါပါတယ်အဲ့တော့ကြည်လိုက်တော့ပရိသတ်၄ပါးလုံးဣတိတဘွယ်ရတယ်ဘိက္ခုယဟန်တွေလည်းရတယ်40ပါးယဟန်မတွေဘိက္ခုနီတွေလည်းရတယ်ဘယ်နှပါလဲ73ပါးဟောဥပါဒကာတွေလည်း10ဦးဥပါတိကလည်း10ဦးပြောရရင်မြတ်စွာဘုရားရဲ့လက်ထက်စီကအသုံးခဲ့တဲ့အသုံးအနှုန်းကဗုဒ္ဓဘာသာလို့သုံးတာမဟုတ်ဘူးတပည့်တော်ကိုဘုရားဒီနေ့ကစပြီးတော့တရဏဂုံသုံးပါးစိကတ်တဲ့ဥပါဒကာဟူ၍မှတ်တော်မူပါဘုရားကြည်တရဏဂုံသုံးပါးစိကတ်တဲ့ဘာလို့မှားရမှာလဲတော့ဥပါဒကာလို့မှတ်ပါဘုရားဗုဒ္ဓဘာသာဝင်မှတ်ပါလို့မပါဘူးတပည့်တော်ကိုဒီနေ့ကစပြီးတော့ယန္နာသုံးပါးစိကတ်တဲ့ဥပါတိကာလို့မှတ်တော်မူပါဘုရားမပါဘူးနောက်မှထည့်တာမှန်ပါဗျာဒါယကာဒါယိကာပဲလိန်ပုတ်ကလေးပြောင်းသွားတာလုံးကြီးတင်လေးပါသွားတာမပါဘူးဒါယကာဒါယိကာသို့တော့ဒီခေတ်ကျတော့ရှင်းအောင်ဒါယကာဒါယိကာဓာတ်တယ်မကဘူးဒါယကာကြီးတဲ့ဒါယိကာမကြီးတဲ့ဓာတုကတက်သွားတယ်အဲ့တော့အတုံးအနှုံလေးတွေဥပါဒကာဥပါတိကာအဲ့ဒါလေးအတုံးအနှုံလေးတိချပြန်သုံးပါဘာဖြစ်လို့လဲဆိုရင်ဘုရားဘာသာဆိုတဲ့စကားကြတော့မမှန်ဘူးလားဆိုတော့မှန်ပါတယ်နည်းနည်းအလှမ်းဝေးနေတယ်ဥပါဒကာလို့သုံးလိုက်တဲ့အတွက်ဥပါဒကာရဲ့အဓိပ္ပာယ်တွေကလေးနဲ့သွားတယ်မှန်ရလားမှန်ပါဗျာဒါရမလို့မြတ်စွာဘုရားကဧတတဲ့ဘွယ်ချီးကျူးတဲ့အထဲမှာလူတကာဒကမတွေပေါ့နော်ဥပါတိကာမတွေချီးကျူးတဲ့အခါမှာအခုပြောနေတဲ့တပုဒ္ဒနဲ့ဗန္လိကဘုရားချီးကျူးတာလေးနားထောင်ကြည့်ဧတတေကံဘိက္ခဝေမမတာဝကာနံဥပါဒကာနံပထမံတရဏံခိသန္တာနံယတိတံတပုဒ္ဒဗန္လိကာဝါနိဇာဒါဘုရားကိုယ်တိုင်ကြီးမွမ်းတဲ့စကားဧတတေကံဘိက္ခဝေမမတာဝကာနံဥပါဒကာနံပထမံတရဏံခိသန္တာနံယတိတံတပုဒ္ဒဗန္လိကာဝါနိဇာဘိက္ခဝေယံတော်မြတ်အိုခြေသားတို့မမငါဘုရားဤသာဝကနံတပိသားသာဝကဖြစ်ကြကုန်သောငါဘုရားရဲ့စကားကိုနားထောင်ကြကုန်သောဥပါဒကနံယရဏ3ရရှိကကြတဲ့ဥပါဒကာတို့တွင်ပထမအာလုံးသောပုဂ္ဂိုလ်တို့ရဲ့ရှိဥစွာတရဏံကိုးကွယ်ရာဟု၍ခေသန္တာနံရှိကကြကုန်သောဥပါဒကနံဥပါတိကာတို့ဥပါဒကာတို့တွင်ဥပါဒကနံတည်င်းတဲ့ဥပါဒကာတို့တွင်တပုဒ္ဒဗန္လိကာတပုဒ္ဒဗန္လိကအမိရတဲ့ယတိတံယေဣမေဝါနိဇာအကျဉ်ကုန်တဲ့ညီနောင်နှစ်ယောက်တို့သည်တန်တိရှိကုန်၏ဧတံဧဒီထိုကုန်တဲ့ညီနောင်နှစ်ယောက်တို့သည်မမငါဘုရား၏တာဝကနံသပိတာတာဝကဖြစ်ကြကုန်သောပထမံအလုံးသောပုဂ္ဂိုလ်တို့ရဲ့ရှိဥစွာတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆန္ဒနံစိကကြကုန်သောဥပါဒကနံတည်င်းတဲ့တကားတို့တွင်တည်င်းတဲ့တကားတို့ထက်အကံအကအမြတ်ဆုံးအသာဆုံးတို့ပါပြီဒီဣတိသောဘဂဝါမြတ်စွာဘုရားသည်တပုဒ္ဒဗန္လိကေဝါနိစေတပုဒ္ဒဗန္လိကအမိရတဲ့ဂုံတဲ့ညီနောင်တို့ကိုဧတတက်ကထာနေရှိဥစွာတရဏဂုံနှစ်ပါးဆောက်တည်သူတို့တွင်ရှိဥစွာတရဏဂုံဆောက်တည်သူတို့တွင်အသာဆုံးအမြတ်ဆုံးဖြစ်သောဧတတက်အရာအထူး၌
ထပေတိကောင်းစွာမသွေထားရှိချီးမြှောက်တော်မူခဲ့ပါပေတည်းအဲ့တော့မြတ်စွာဘုရားသာသနာမှာဒီတပုဒ္ဒနဲ့ဗန္လိကာကစာထဲမှာတက်ရိုက်ရှိတယ်အဲ့ဒါကိုမှတ်ထားဖို့ပဲမှန်ပါဘုန်းကြီးတို့ရှိရတပုဒ္ဒဗန္လိကာကိုအစစ်တူတွေခဏထားအောင်မှန်ပါဗျာစာမှာတပုဒ္ဒနဲ့ဗန္လိကာရှိကိုရှိတကူတော့ရှိတယ်ဗန္လိကမှာတော့ရပ်ပလက်နဲ့ဗန္လိယလို့လည်းတွေ့ရတယ်ဗန္လိကလို့လည်းတွေ့ရတယ်အဲ့တော့ဘုဒ္ဓထောင်စီတော်ဘုရားသမိုင်းကိုဖားလိုက်တဲ့အခါနည်းနည်းလေးခက်ချင်းချင်းပေါ့နော်၄နိုင်ထောင်ထိုးနေပြီဆိုတော့နော်အလုံးသိပါတယ်မေလမှုဖရာဘာဖရာတော့မေလမှုဖရာမွန်နာမယ်နဲ့မေကမှုမြမအခေါ်နဲ့မေလမှုသူ့ရဲ့သားတော်ဥက္ကလာပမင်းကြီးတဲ့ဘာမင်းကြီးတော့ဥက္ကလာပမင်းကြီးအကျေသိခြင်းတော့ဘုဒ္ဓထောင်စီတော်ရဲ့နော်သမိုင်းအကျေကိုဖတ်ပါဟုတ်ပြီလားနော်အကျဉ်းနဲ့သွားရမှာဆိုတော့အဲ့ဒီမှာဒီပောက္ခရဝတီမျိုးတဲ့အတိတင်္စနာမျိုးလို့လည်းခေါ်တယ်အဲ့ဒါနော်ပောက္ခရဝတီမျိုးအတိတင်္စနာမျိုးအဲ့ဒီမှာဒါတွန်တေးမျိုးရဲ့အရှိဘနာမှာရှိတဲ့ကော့ကျွန်းနဲ့အခုတော့ရွာနာမည်ကတော့ကပင်းရွာတဲ့အဲ့ဒီရွာမှာကုံတယ်ဇနီးမောင်နှံ2ယောက်ရှိတယ်တဲ့နာမည်ကတက္ကာလဲနဲ့တတပံမှန်ပြီဖို့တော့ခက်ပါတယ်ဒီလိုပဲမှတ်ထားပေါ့တက္ကာလဲနဲ့တတပံအဲ့ဒီမှာသူတို့သားသမီးမရတော့မွန်တို့ရဲ့အဲ့ဒီတုန်းကရိုးရာအရာခိုလွတ်ပြီးတော့ဆူတောင်းတယ်တဲ့ဒီအခါမှာသူတို့ဆူတောင်းပြေးသွားတယ်သားလေးတစ်ယောက်ထွန်းလာတယ်ဒီအခါမှာခိုလွတ်ပြီးတော့မှဆူတောင်းလို့ရတဲ့သားလေးဖြစ်လို့သူတို့နာမည်ပေးတယ်တပုတဲ့နာမည်ဘယ်သူတော့တပုပါထူးထူးဆန်းဆန်းတော့ပြောရမှာပဲရှိတဲ့အတိုင်းအဲ့တပုလေးနော်သားလေးလမ်းလျှောက်နိုင်တဲ့အချိန်ခါမှာဒုတိယသားလေးဖွားမြင်ပါတယ်သူတို့စီးပွားတွေဖြစ်ထွန်းလာတဲ့အတွက်သူတို့လည်းတထေးတကြွယ်ဖြစ်လာတယ်အဲ့ဒီခါမှာသူတို့ရဲ့သားလေးဒုတိယသားလေးကိုလည်းပဲတဘောလို့ပဲပေးလိုက်တယ်အကြီးကတပုအငယ်ကတဘောသို့တော့နောင်ကြတော့နာမည်လေးတွေကတပုကတပုဒ္ဒဖြစ်ပြီးတော့တဘောကတော့ဘာလို့ဗန္လိကဖြစ်လာတယ်အဲ့ဒါလို့နဲ့သူတို့အဖေတွေကစီဝါရေးကုံတွေလို့တော့ဟိုမစ္စည်းမဒေသမှာဒီအယောင်းဝယ်ကောင်းတယ်ပေါ့ဗျာဆန်တပြီနော်ဆန်တပြီကိုအတ္တပြတက္ကတုံနဲ့ဒါရှစ်ခေတ်ကတလက်ခုတ်ကိုတက္ကတုံလို့ခေါ်တယ်တဲ့အဲ့တော့အယောင်းဝယ်ကောင်းတယ်ဆိုပြီးတော့သူတို့ဘယ်သွားတယ်လဲဆိုရင်ဒါမစ္စည်းမဒေသကိုသွားတာအဲ့တော့အများကြားဘူးတာကမစ္စည်းမဒေသကိုသွားတဲ့အခါလဲကုံတယ်လို့ပြောကြတယ်မှန်ရလားမှန်ပါဗျအဲ့တော့ဘာတွက်စားလဲဆိုတော့ဟာမြန်မာပြည်ကနေမစ္စည်းမကိုလဲနေဒီမြစ်တွေကိုဘလို့ဖြတ်သွားမလဲအဲ့တော့ဘုန်းကြီးကဒီသမိုင်းတွေကိုတေချာကြည့်တော့ရှင်းတဲ့သင်္ဘောနဲ့သွားတာပါဘာနဲ့သွားတာတော့သင်္ဘောနဲ့သွားဒီကနေပြီးတော့အဲ့ဗန္ဓုကဝဆိုတဲ့သင်္ဘောစိတ်သွားပါတယ်တဲ့ယခုအခေါ်အပြင်တော်တော်ဝင်သင်္ဘောစိတ်ဘာနဲ့သွားတာလဲဆိုရှေ့ခေတ်ကသင်္ဘောခေတ်လေလှေခေတ်လေဟုတ်တယ်မလားကုန်းပေါ်မှာဆိုလှဲခေတ်လေဆိုတော့သင်္ဘောနဲ့သွားပြီးတော့ဟိုဘက်ကိုရောက်တဲ့အခါကျတော့ပါလာတဲ့ကုံတွေကိုလှဲပေါင်း900ငားပါတယ်ဟောသွားတာကဘာနဲ့သွားတာတော့သင်္ဘောလှေသင်္ဘောနဲ့သွားပြီးတော့ဟိုဘက်ရောက်တော့မစ္စည်းမဒေသရောက်တဲ့အခါကျတော့ဟိုရွာဒီရွာသွားရမှာလေဒီတော့ဘာလုပ်လိုက်လဲလှဲပေါင်း900ငှားပြီးတော့သွားရင်းနဲ့အဲ့ဒီချိန်ခါမှာမြတ်စွာဘုရားကလည်းဘုရားအဖြစ်ပွင့်ပြီးတော့မှတတ္တတဌာနတရက်တဌာနကို9ရက်စီစံနေတာမှန်ရလားအဲ့ဒါလို့စံနေရင်းနဲ့49ရက်ပြည့်တော့မယ်ပေါ့ဗျာပြည့်ပြီးသွားပြီဆိုပါတော့49ရက်ပြည့်ပြီးသွားရင်49ပြီးရင်50လာမှာပေါ့
ဟုတ်တယ်မလားပြောရရင်ဝါဆိုလာဆန်း9ရက်လောက်ပေါ့ခံမှန်းအားဖြင့်ကဆုံလာပြည်နေ့ကဖျားဖြစ်တာအဲ့ထဲကို49ရက်ထည့်ရမှာလေဆိုတော့နေုံလာပြည်မှာရက်30နေုံလာကွယ်ဆိုတော့14ရက်ထပ်ပေါင်းတော့ဘယ်လောက်ရှိသွားတော့44ရက်ဟုတ်တယ်လေ44ရက်ကိုဟိုဘက်က9ရက်ထဲဆိုတော့ဝါဆိုလာဆန်း9ရက်လောက်ပေါ့မဟာတက္ကရီ103ခုဝါဆိုလာဆန်း9ရက်ဝန်းကျင်အဲ့ဒီချိန်ခါမှာတပုဒ္ဒနဲ့ဗန္လိကဥဆောင်တဲ့ကုံတယ်လှဲကြီးကအဲ့ဒီမြတ်စွာဘုရားပွင့်တော်မူတဲ့မစ္စည်းမကိုတွားနေတာအဲ့ဒီဘောဓိပင်နာရောက်တဲ့အချိန်ခါမှာဘဝဟောင်းကဆွေမျိုးတော်ဆက်ခဲ့ဘူးတဲ့တမျိုးပြောမယ်ဆိုရင်တော့9ဘဝလောက်ကအမေတော်ခဲ့ဘူးတဲ့နော်ရုပ်ကစိုးနတ်ကနေပြီးတော့ကိုထင်ဘုံမစိုးနတ်ကနေပြီးတော့ကိုထင်ပြပြီးတော့မှလှဲသွားလို့မရအောင်တကိုးနဲ့တားလိုက်တာမှန်ပါဗျာဟာအကောင်းကြီးမြေကလည်းအညီကြီးဘာဖြစ်လို့တို့လှဲသွားလို့မရပါလဲဆိုတော့အခုနဘုံမစိုးနတ်ကမေတော်ဟောင်းနတ်ကကိုထင်ပြတယ်တယောက်ကိုလည်းဝင်ဘူးတယ်ပူးပြီးတော့မှပြောတာကမြတ်စွာဘုရားလောကမှာပွင့်နေပြီတတ္တတဌာနတတ္တတတဌာန9ရက်9လီဒီဘုရားနော်စံနေတာသမဘတ်တွေနဲ့စံနေတာလဲဒါအခုဆိုရင်ရစ်ပြီးတော့မယ်ရာဇာယရဏခေါ်တဲ့လင်းလွန်းပင်အောက်မှာသတင်းသုံးနေတယ်ဒီ49ရက်ကိုဘာမှမဖုံးပေးပဲနဲ့ဘလို့အသက်ရှင်ပြီးတော့ဘုရားရက်တည်တာလဲဆိုရင်ဘုရားမဖြစ်ခင်အလုံးကြားဘူးပါတယ်သူဇာတာကနာနိုဇွမ်းကတ်တယ်ကြောက်တယ်မလားဟုတ်ပါဘူးဘယ်နေ့ကတ်တာတော့ကဆုံလာပြီနေဘယ်နေ့တော့ဆုံလာပြီနေဘုရားဖြစ်ပြီလားဘုရားမဖြစ်သေးဘူးလားဖြစ်သေးပါဘူးဗျာမဖြစ်သေးဘူးအဲ့ဒီရွှေကွက်ကိုမျောပြီးတော့မှတော့ဘုရားကအဋိဌာန်သေးတယ်ဆိုတာမရှိဘူးလားရှိပါတယ်ဗျာအဲ့တော့သူဇာတာလှူလိုက်တဲ့ကနာနိုဇွမ်းကို49လုတ်ဖုံးပေးတယ်ဘယ်နှလုတ်တော့49လုတ်ပါအဲ့ဒါတရက်တလုတ်စာလို့ပြောရမှာပေါ့မှန်ရဲ့လားအဲ့ဒီ49လုတ်ရဲ့အာဟာရအစွမ်းက49ရက်ပြည့်ရင်ပြီးတော့မှကုန်ခန်းတော့မှမြတ်စွာဘုရားအာဟာရမရှိရင်ကိုပင်မန်းတော်မှာကိုဆင်းရဲတော်မှာဒါကိုဒီနတ်သမီးကအမိတော်ခဲ့ဘူးတဲ့ဘုံမစိုးနတ်သမီးကသိပြီးတော့မြတ်စွာဘုရားထံကိုသင်တို့ပါလာတဲ့ဟာလေးတွေသွားလှူပါလို့တိုက်တွန်းလိုက်တာအဲ့တော့စဉ်းစားကြည့်ပေါ့အခုကဲတော့ဘုရားပွင့်နေတဲ့ကာလဆိုရင်တော့ဟာကောင်းတာပေါ့သွားလှူမယ်ပေါ့တရားတရားကအမေမွေးတွေကပါလာတာမှန်ရလားမှန်ပါဗျာတခါကြီးတခမကြီးတွေတရားတရားသင်္นานတွေပါတက်ခဲ့သေးလားတရားတရားရှိအောင်ဘာသင်္นานမှမတက်ဘူးမွေးတွေကပါလာတာလှူကျင်တန်းကျင်စိတ်ဖျားကိုယ်ွယ်စီကဘုရားဘာမှကိုဒုံးနဲ့ရိုက်ပြီးပြောနေရတာမဟုတ်ပါလာတာဓာတ်ခံကကောင်းပြီသားအဲ့တော့ဖျားဆိုတာလောကမှာမပွင့်သေးတဲ့အချိန်ခါမှာဟိုအမိဟောင်းနတ်ကနေပြီးတော့လာပြောတဲ့ဟာဒါဆိုကျွန်တော်တို့လည်းလှူမှာပေါ့ကောင်းတယ်လှူမယ်ချက်နေပြုတ်နေကြားတယ်ပါလာတဲ့ပြားမုံစုပ်တို့မုံကြွက်ကြစ်တို့ဆိုတာမရှိဘူးလားပြောရရင်တော့ဘုန်းကြီးတို့ကတော့အညာသားဆိုတော့ထင်ရှားတယ်နော်တော်တဲ့ຢာတဲ့သွားတယ်ဆိုလို့ရှိရင်အလွယ်စားလို့ရအောင်မုံလေးတွေလှုပ်သွားတာရှိတယ်လေပေါက်ဆုပ်လို့ဟာမျိုးလေးတွေဆုပ်သွားတာရှိတယ်နှမ်းဆိုလို့ရှိရင်လည်းနှမ်းဆုပ်ကလေးတွေဆုပ်သွားတာရှိတယ်တခါတည်းကျမဆုပ်အားဘူးဒါအမုံလေးတွေပဲထည့်သွားတာလည်းရှိတယ်ဒါပါပဲနော်ပြားမုံစုပ်တို့မုံကြွက်ကြက်တို့ဆိုတာနော်အဲ့ဒီသူတို့ပါလာတဲ့ခဲဘွယ်ဘောဇင်ကိုလှူကျင်တဲ့တရားတရားဖြစ်တယ်ဆိုတာဓာတ်ခံကောင်းလို့မှန်ရလားမှန်ပါဗျာဓာတ်ခံမကောင်းရင်ဘာလို့တော့လှူရမှာလို့ဖះဆိုဘာလို့မလို့ဖះနဲ့ငါနဲ့ဘာဆိုင်လို့ပြောမှာပဲကိုပါလာတဲ့ရိတ်ခါလည်းကိုယ့်အကူတွက်ထားတာလေဟုတ်တယ်မလားမှန်ပါဗျာဒါကြောင့်မလို့တပုဒ္ဒဗန္လိကရဲ့ဓာတ်တွေကတာမန်ဓာတ်မဟုတ်ဘူးဒီအတိတ်ကကိုတရားမျိုးစေ့ပါခဲ့တယ်မြေနဲ့ချလိုက်တာနဲ့ရေနဲ့တွေးလိုက်တာနဲ့အပင်ပတ်တန်းပေါက်တာဘ
ဘုန်းကြီးတို့ပုပ်ပေစကတပုံညတာဆိုတာမရှိဘူးလား ပြပါမယ် အရှိကံကောင်းကဘယ်ချိန်ကိုသိရတယ်ဆိုရင်အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုသိရတရားတရားဖြစ်လွယ်လာဤလားဖြစ်မှာပေါ့ရှေးကံကောင်းပါတာကိုဟုတ်တယ်မလားရှေးကတရားမွေးမြူခဲ့တဲ့တရားတရားကိုတခါတည်းအထုံတွေလောက်ခဲ့တဲ့ဓာတ်တာမပါရင်လူချင်းတန်းကျင်စိတ်ဆိုတာလွယ်ပါမလားမလွယ်ပါဘူးဒီလိုသွားရင်လာရင်ဆိုပို့တော်မှမလွယ်ဘူးအဲ့ဒါလိုနဲ့မြတ်စွာဘုရားကိုသွားပြီးတော့လှူပါတယ်အားလုံးလည်းသိတဲ့အတိုင်းရက်အားဖြင့်ခုနပြောလိုက်ပြီဘလိုက်ဘယ်နဲ့ရက်တော့103ခုတင်ဒုတိယဝါဆိုလာဇန်9ရက်နေ့စာထဲမှာတော့ဗုဒ္ဓဟူးနေ့တော့တောင်ပါတယ်အဲ့ဒီမှာထောပတ်ပြတင်လဲတွေနဲ့ရှင်တွဲပြီးတော့မှဖွဲ့ဆုပ်ထားတဲ့ပြာမုံစုပ်မဖွဲ့မဆုပ်ဘဲနဲ့မာတွေ့နော်ထုထောင်းထားတဲ့မုံချွဲ့ချစ်လှူပါတယ်တရားကလည်းကောင်းအဲ့တော့မြတ်စွာဘုရားကတရားဟောတယ်လို့စာရီမှာဖွင့်ပါတယ်အဲ့တော့ဖြစ်နိုင်ခြင်းရှိတာကတော့ဥဒန်းကျူးတဲ့သဘောဖြစ်နိုင်ပါတယ်ဒေသနာအစဉ်နဲ့ဟောမယ်ဆိုရင်တရားဥဟာတဗုဒ္ဓဗန္လိကအတွက်ဖြစ်သွားတော့မှာမှန်ပါဗျာမှန်ရလားမှန်ပါဗျာအရှင်ကွန်းနေညာကိုကြော်ပြီးတော့ဘယ်သူမှတရားဥနာရဖို့အကြောင်းမရှိဘူးဒါကြောင့်မလို့တရားဟောတယ်လို့ပြောရင်ပြောပါသို့တော့ဥရန်ကျူသောတရားပဲဖြစ်ပါလိမ့်မယ်ဟုတ်ပြီလားမှန်ပါဗျာဟုတ်တော့ဘုရားကတရားဥဟောရင်ဘုရားဟောတဲ့တရားဥတရားဟာနာပြီးရင်ကျွတ်ကိုကျွတ်ဒီအချိန်မှာတဗုဒ္ဓနဲ့ဗန္လိကဟာတရားဓုရဖို့အခွင့်ဒီနေရာမှာမရှိသေးဘူးအဲ့တော့မြတ်စွာဘုရားတရားဟောပြီးတဲ့အခါမှာပြောရလို့ရှိရင်ဘုရားဥထမ်းကျူလိုက်တဲ့ဟာသူတို့အတွက်ရည်ရွယ်ပြီးပြောတာမပြောတာထားအောင်တော့သူတော်ကောင်းတရားသူတော်ကောင်းစကားကြားလိုက်တာနဲ့ဘုရားရဲ့ကြီးညိုပွဲအသွင်ကိုမြင်ရတာနဲ့ကျေနပ်သွားပြီးတော့တပည့်တော်တို့ကိုဒီနေ့ကစပြီးတော့မှဘုရားနဲ့တရားကိုစီးကပ်တဲ့ဗုဒ္ဓယရဏဓမ္မယရဏစီးကပ်တဲ့ဥပါဒကဟူ၍မှတ်တော်မူပါဘုရားတရဏဂုံ2ပါးဆောက်တည်လိုက်ပါတယ်တရဏဂုံဘယ်နှပါးလဲ2ပါးပါဗျာဘာနဲ့ပါလဲဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိပင်စာဝဂီ5ဦးပေါ်ပြီးကကြတော့မှဘာလာမှာတော့တန်ကံတရဏံကိစ္ဆာမိဒီအခါမှာမြတ်စွာဘုရားတပည့်တော်ကခီးသွားတဲ့ကုံတယ်တွေပါဗျာတပည့်တို့သွားလေရာပူဇော်လို့ရအောင်ချီးမြှင့်တော်မူပါဗျာကိုးကွယ်စေရာချီးမြှင့်တော်မူပါဗျာဆိုတော့မြတ်စွာဘုရားကညာဘက်လက်တော်နဲ့သုံးသပ်ပြီးတော့ဆံတော်ရှစ်စုချီးမြှင့်လိုက်ပါတယ်မြတ်စွာဘုရားအခုနမုံကျွဲကြီးတွေပြားမုံစုပ်တွေဘာနဲ့အလှခံတယ်လဲဆိုရင်နာမင်းကြီး၄ပါးလှူထားတဲ့သပိတ်၄လုံးကိုအဋိဌာန်နဲ့တလုံးနဲ့ဖြစ်အောင်လှုပ်ထားတဲ့ကြောက်ညိုသပိတ်နဲ့အလှခံပါတယ်အဲ့တော့ခြုံပေါ့အဲ့တော့အဲ့ဒါလိုနဲ့တဗုဒ္ဓနဲ့ဗန္လိကတို့ဒီဆံတော်ဘယ်နှစုတော့ရှစ်စုရခဲ့ပါတယ်ပြန်လာတဲ့အခါမှာဆရာတော်ကြီးကတွက်ထားတဲ့ဘောဓိပင်ကနေမိုင်200လောက်ရှိတဲ့ဗန္ဓုဝမျိုးတဲ့အဲ့ဒီဗန္ဓုဝမျိုးကနေမိုင်12မိုင်လောက်ရှိတဲ့ဗန္ဓုဝလှေစိတ်ဗန္ဓုဝစိတ်အထီကိုလှေနဲ့ပြန်ခဲ့ပါလှဲနဲ့ပြန်ခဲ့ပါတယ်ရှင်းတယ်နော်မှန်ပါဗျာကုန်ပစ္စည်းတွေသွားပြီးတော့ရောင်းတာလဲပဲဘာနဲ့သွားတာတော့လဲနဲ့သွားရောင်းတာကြည့်ရတာအပြန်ကြတော့ကုန်ပစ္စည်းတွေရောင်းပြီးဝယ်ပြီးလဲဖြစ်ကောင်းဖြစ်လောက်တယ်မှန်ပါဗျာဒါကြောင့်ဒါလည်းဒီကနေဆက်ပြန်ခဲ့တာပေါ့အဲ့ဒါလိုနဲ့လှဲနဲ့ပြန်လာပြီးတော့မှအဲ့ဒီကနေတစ်ဆင့်သင်္ဘောနဲ့ဓမိုးဓာမြည့်တဲ့ဟူကလီမြည့်တဲ့အဲ့တိုင်းစုံဆင်းပြီးတော့လာခဲ့တာစစ်ထဒီပခေါ်တဲ့ဒါအခုပသိမ်ဘက်ကကျွန်းပေါ့နော်ယခုခေါ်တဲ့ဖယုံကကျွန်းဆိုတာရောက်ပါတယ်တဲ့ဒါကတော့စူးလေသမိုင်းကယူပြောတာပါတဲ့အဲ့ဒါလိုနဲ့ဘုန်းကြီးတို့မြန်မာပြည်တဲကိုဒါအခုအနေထားရမြန်မာပြည်တဲကိုဝင်လာပြီပေါ့ဗျာအဲ့တော့စစ်ထဒီပကျွန်းဆိုတာဘယ်နေရာလဲဆိုရင်တဲ့ဒီပသိမ်စစ်တွေမျိုးရဲ့အရှိတောင်တောင်10မိုင်ခန့်အကွာမှာရှိတဲ့ဖယုံကကျွန်းစုတွေကအနောက်ဆုံးဖြစ်တဲ့ကျွန်းကိုစစ်ထဒီပကျွန်းခေါ်ပါတယ်ဆိုတော့ဒါအိန္ဒိယနဲ့စစ်တွေနေကဒါရေလမ်းကြောင်းအရာဆိုရင်နွဲနေပြီလေဟုတ်တယ်မလား
အဲ့ဒါလိုနဲ့လာပြီးတော့မှပင့်လာလိုက်တာဘုန်းကြီးတို့ဘယ်ရောက်လဲဆိုတော့အဲ့ဒီစစ်ထဒီပကျွန်းမှာရှိတဲ့အကောက်ခွန်စိတ်ကိုရောက်တဲ့အခါမှာအဲ့ဒီအကောက်ခွန်စိတ်ကအကောက်ခွန်မင်းကြီးကနေပြီးတော့ဟာမြတ်စွာဘုရားရဲ့ဆံတော်ကြီးပါခဲ့တယ်ဆိုတော့ကျွန်းသူကျွန်းသားတွေနဲ့ဝိုင်းဖူးရင်းနဲ့အဲ့ဒီအကောက်ခွန်မူကြီးကနေပြီးတော့ကဲမင်းတို့ငါရှိရနဲ့ဖြတ်ရမှာဆိုတော့မင်းတို့ဆံတော်ရှိစုတွေကနှစ်စုကိုအခွန်ကောက်တယ်ဆိုပြီးတော့နော်အတင်းကိုတခါတည်းပင့်ထားလိုက်တာနှစ်စုပါသွားတယ်ဟုတ်ပြီလားအကောက်ခွန်နဲ့အဲ့ဒါလိုနဲ့ဘုန်းကြီးတို့ဒီဘက်ကိုလာလိုက်ပါပြီဒါဘုန်းကြီးတို့ကြော်လိုက်ပြီပေါ့နော်အဲ့ဒီစစ်ထဒီပါကျွန်းကနေပြီးတော့မှဆက်လာပြီးတော့မှဘုန်းကြီးတို့ဘယ်ရောက်လဲပသိမ်မော်တင်စွန်းရောက်ပါတယ်ဘယ်ရောက်သွားပြီတော့ပသိမ်မော်တဗုဒ္ဓနဲ့ဗန္လိကကုံတယ်တွေဟာပသိမ်မော်တင်စွန်းဘက်ကိုသင်္ဘောနဲ့ရောက်အဲ့ဒီရောက်တဲ့အခါမှာနာဂရစ်မော်တဲ့ဒီခေတ်တော်ဒါမော်တင်စွန်းဘုရားနာကိုရောက်ပါတယ်တဲ့အဲ့ဒီလိုနဲ့ရောက်တဲ့အခါမှာဇယတိနာနဂါမင်းကအဲ့ဒီမှာနဂရမောအကူမှာရှိတဲ့ဇယတိနာနဂါမင်းကနေပြီးတော့အခုနပါလာတဲ့ဆန်တော်6စုတဲ့ရတခါနှစ်စုကိုခိုးသွားပြန်ပါတယ်နဂါတခိုးနဲ့တွေ့နေပြန်ပြီအဲ့ဒီနဂါကနေပြီးတော့ခိုးပြီးတော့ဘယ်မှာသွားထားလဲဆိုတော့နဂါဗိမာန်ထဲမှာသွားပြီးတော့ဝတ်ထားပါတယ်အဲ့ဒါလိုနဲ့ဆန်တော်ကိုသယ်လာလိုက်တာဘုန်းကြီးတို့ကုံတယ်ညီနောင်သည်အဲ့ဒီချိန်တုန်းကဒါဒီဥက္ကလာပဘင်းကြီးပေါ့နော်နောက်သူ့ရဲ့ခမီးတော်တွေမဲတော်တွေတထေးတွေရှိအကြောင်းကြားအဲ့ဒါလိုနဲ့လာလိုက်တာမော်တင်စွန်းကနေသင်္ဘောလွှင့်လာလိုက်တာတဲ့အခုနပြောတဲ့ပေါက်ခရဝတီခေါ်တဲ့အတိတင်စနမြို့ဒါတွန်တေးနာပေါ့နော်ဘယ်ရက်ရောက်လဲဆိုရင်မှတ်ရနော်1300ထောင်နဲ့လေ103ခုနှစ်ဝါခေါင်လာဆန်း14ရက်တနင်္ဂနွေနေ့တရားကြီးတွေဒီနေ့ဝါခေါင်လာဆန်းဘယ်နေ့ရက်တော့8ရက်ပါဗျာ8ရက်ရောက်ခါနေပြီမဟာတက္ကရာ103ခုနှစ်ဝါခေါင်လာဆန်း14ရက်တနင်္ဂနွေနေ့မှာပေါခရဝတီခေါ်တဲ့အတိတင်စနာမျိုးစိတ်ကန်းအဲ့တုန်းကတော့ဒေညဝတီစိတ်ကန်းလို့ခေါ်တယ်တဲ့ဟပ်ပင်းစိတ်ကန်းလို့ခေါ်တယ်အခုတော့အဲ့ဒီရွာကပင်းရွာလို့ဖြစ်နေပါပြီတဲ့အဲ့ဒီမှာကန်းလုံးကျွတ်လာပြီးတော့ပူဇော်ကြတာတခါတည်းအဲ့မှာဂုံးလေးတကုံးရှိတယ်တဲ့ကွမ်ဒေးဆိုတဲ့ဂုံးကွမ်ဆိုတာကရွာတဲ့ဒေးဆိုတာတောင်ကုန်းရွာလေးဘယ်နေရာလဲလို့မေးရင်အခုရွှေဆန်တော်ဘုရားနာပေါ့နော်တွန်တေးရွှေဆန်တော်ဘုရားတည်ထားရာဖြစ်တဲ့မေရုဒဆိုတဲ့ဂုံးမြတ်မော်ကိုပင့်ပြီးတော့9ရက်လုံးအဲ့ဒီမှာစေတော်ကိုဆန်တော်ကိုပူဇော်ကြပါတယ်အဲ့ဒါလိုနဲ့လာတဲ့အခါမှာဆန်တော်ပါလာတယ်ဆိုတာကိုသိတဲ့အတွက်ကြေးရွာအသီးသီးကလည်းပဲဒါပြောရတာတရားတရားရှိနေပြီဆိုတဲ့သဘောပဲဆန်တော်ဂျိုစီဒီဘယ်နှစုလဲ9စုဆန်တော်ဂျိုစီဒီဘယ်နှစုလဲ9စုသူ့ဒေတာအသီးသီးကလည်းကြိုပြီးတော့မှဆန်တော်ဂျိုစီဒီတဲပါတယ်အဲ့ဒီသမိုင်းကိုတော့ဘုန်းကြီးတို့ဘွဲတော်လေးတွေပဲပြောပါမယ်ဒေတနောစီဒီတဲ့ဒါကွမ်းညာကုန်းနာမှာနောက်အင်္ဂလုံးစီဒီတဲ့သဗ္ဗကံစီဒီတဲ့ကြိုက်တကုန်းတို့စီဒီနောက်တခါကြိုက်တကုန်းတို့စီဒီနောက်လှဝတီလှပတိလက်ခိုက်စီဒီတဲ့ကြိုက်ကော့မှုစီဒီတဲ့နောက်တခါဖလှကြီးစီဒီတဲ့အာလုံးသိတယ်တွန်တေးရွှေဆန်တော်စီဒီအာလုံးဆန်တော်ဂျိုစီဒီဘယ်နှစုလဲ9စုတဲပါတယ်အဲ့ဒီလိုနဲ့ဒီရောက်ပြီဆိုပါတော့ဗျာရန်ကုန်ရောက်လာပြီဆိုပါတော့အဲ့လမှာပေါခရဝတီနော်အတိတင်စနာမြို့ပေါ့စာထဲမှာလည်းအတိတင်စနာမြို့နားမှာဒါဟိုဆန်တော်စီဒီတဲတယ်ဆိုတာလည်းရှိတာဟုတ်အဲ့တော့တဗုဒ္ဓဗန္လိကညီနောင်တွေဟာဥက္ကလပမင်းကြီးရောသူတို့အဖေတထေးကြီးထံကိုလည်းဆန်တော်တွေပင့်လာတဲ့အကြောင်းကြားရတဲ့အတွက်လာပြီနော်ဘုထောင်လာပြီဥက္ကလာပမင်းကြီးကလည်းဝမ်းမြောက်ဝမ်းသာတထေးကြီးနဲ့တိုင်ပင်ပြီးတော့မှခောပတိတက်ခင်းကျင်းပြီးတော့စစ်ဘိုလ်ပေါင်း1000နဲ့ကြိုဆိုပါတယ်ဘိုလ်ဘလောက်နဲ့ကြိုဆိုတာတော့ဘိုလ်1000စစ်ဘိုလ်ပေါင်း1000နဲ့ခန္ဓာကြီးကျယ်စွာကြိုဆိုပါတယ်ဘယ်နေ့လဲဆိုရင်103ခုနှစ်
မဟာတက္ကရာ103ခုနဲ့ဝါကောင်လာပြေကျော်9ရက်စနေနေ့ဖြစ်ပါတယ်ဟုတ်ပြီလား မှန်ပါဗျာ ဝါကောင်လာပြေကျော်9ရက်စနေနေ့အဲ့ဒီနေ့မှာဘိုးတထောင်ဇေဒီတော်တဲမဲ့နေရာမှာကြိုဆိုပြီးတော့မှယရနာမန္တကြီးအဲ့မှာလုပ်ပါတယ်အဲ့ဒီချိန်ခါမှာသူတို့ဒီရခဲ့တုန်းကဆန်တော်ရှစ်စုလမ်းမှာအကောက်ခွန်အတင်းအခွန်တောင်းလိုက်တာက2စုနဂါကခိုးသွားတာက2စုဆိုတော့ဘယ်တော့ပဲကြံတော့လေးစုအဲ့ဒီမှာသူတို့စိတ်ဆင်းရဲတဲ့အကြောင်းတွေပြောပြတော့ဥက္ကလာပမင်းကြီးကသူလည်းစိတ်မကောင်းဘူးသို့တော့ဘာစိတ်ထန်လိုက်တော့ဆိုတော့အေးတို့ကိုးကွယ်ပူဇော်ထိုက်ရင်တော့ဖယားကိုယ်တော်မြတ်ပြီးတော်မူလိုက်တဲ့အတိုင်းတို့ကိုးကွယ်ရမှာပေါ့တွေ့လား မှန်ပါဗျာ စိတ်ထားလေးကောင်းလိုက်တာနော်တို့ကိုးကွယ်ပူဇော်ထိုက်ရင်တော့ဘုရားရှင်ပေးသနာတော်မူလိုက်တဲ့အတိုင်းကိုးကွယ်ရမှာပဲလို့အဋိဌံပြီးတော့မှပါလာတဲ့ခုနဆံတော်ဦးတွေကိုကျုပ်ကိုဖွင့်လိုက်တဲ့အခါမှာအဋ္ဌိဝီတယောအစိန်တယောတဲ့ဘုရားတကူဆိုတာကြံစီလို့မရအောင်အံ့ဩဖွယ်ကောင်းတယ်ဆံတော်ရှစ်စုမလျော့ပဲရှိနေပါတယ်ဆံတော်ဘယ်နှစုပြန်ရတော့ဒါကြောင့်မလို့လောကမှာခိုးတိုင်းမရပါဘူးထိုက်မှရတာမှန်ရလား မှန်ပါဗျာ သူတော်ကောင်းယရနာဆိုတာထိုက်မှရတာအဲ့ဒီမှာ6လတိုင်တိုင်မန္တထိုးပြီးတော့ပူဇော်ပါတယ်ဒီအခါမှာဥက္ကလာပမင်းကြီးကကဲမင်းတို့ကုံတဲ့ညီနောင်မင်းတို့ဒါရခဲ့ကြတယ်သေခဲ့ကြတဲ့ဆန္တော်ဒီဆိုပြီးတော့တပုဒ္ဒကိုတဆုဗန္လိကကိုတဆုဆန္တော်နှစ်စုဘယင်ကချီးမြှင့်လိုက်ပါတယ်ဒီအခါမှာတပုဒ္ဒသည်ငါရတဲ့ဆန္တော်ကိုဘယ်နာပူဇော်ရင်ကောင်းမလဲလို့တွေးလိုက်တဲ့အခါ6လတိုင်တိုင်ဆန္တော်ရှစ်စုပူဇော်ထားတဲ့နေရာကိုသူကြောက်တိုင်ဆက်လိုက်ပါတယ်ရွေးလိုက်ပါတယ်ရွေးပြီးတော့နောင်လာနောက်သားတွေလည်းသိရအောင်ဟဲ့ဆိုပြီးတော့မှအဲ့ဒီနေရာမှာကြောက်တိုင်ဆိုင်ပြီးတော့ဇေဒီပူဇော်ပါတယ်ထိုဇေဒီသည်ယခုဘုဒ္ဓထောင်ကြိုက်သေးအဆန်တော်ဦးဇေဒီပါပဲနောင်တော်ရထားတဲ့ဆန်တော်ဦးပါပဲမှန်ရလားအေးဗန္လိကရလိုက်တဲ့ဆန်တော်ကတော့အငင်းပွားเสียနေရာဖြစ်သွားပါပြီပန်ဆိုတန်လန်းနဲ့မဟာဗန္ဓုလလန်းနာကနော်ကျေနံယုံကြီးရဲ့မြောက်ဖက်နားမှာရှိတဲ့မဟာပိန်းနယ်လို့ခေါ်တဲ့စန်ဒီမဲတော်နေရာဖြစ်ပါတယ်တဲ့အဲ့ဒီနေရာတွေတော့ဘုန်းကြီးတို့အထူးမပြောတော့ပါဘူးဒါဆိုရင်ဟောဒီဗုဒ္ဓထောင်ကြိုက်သေးအဆန္ဒဥစီရီတော်ကြီးနော်ဘသူသေးလာတဲ့ဆန္တော်လဲလို့မေးရင်တပုဒ္ဒနဲ့ဗန္လိကသေးလာတာဘသူရတဲ့ဆန္တော်လဲမေးရင်တပုဒ္ဒရတဲ့ဆန္တော်ဒီစိတ်ကန်းကိုရောက်တာကပြောမယ်ဆိုရင်ခုနပြောပြီးပြီမဟာတက္ကရာ103ခုနဲ့ဝါကောင်လာပြီးကျော်9ရက်နေ့ဗုဒ္ဓထောင်စိတ်ကန်းကိုစိုက်ပါတယ်6လတိုင်တိုင်အပူဇော်ခံပါတယ်သူတို့ရတဲ့ဆန္တော်တွေတဲကတပုဒ္ဒရဲ့ဆန္တော်ကိုဒီနေရာမှာတည်တာဖြစ်တဲ့အတွက်အဲ့ဒီခုနတုန်းကဝါကောင်လာပြီးကျော်9ရက်ထဲကို6လထည့်ပေါင်းရပါလိမ့်မယ်ဘယ်လရောက်သွားလဲဆိုရင်မဟာတက္ကရာ103ခုတဘိုရဲလာထဲမှာဟောဒီဗုဒ္ဓထောင်ဇေဒီတဲပါတယ်ရပြီနော် မှန်ပါဗျာ မဟာတက္ကရာ103ခုတဘိုရဲလာထဲမှာဗုဒ္ဓထောင်ဇေဒီတဲပါတယ်ကဲညံတော်ဘယ်လောက်မြင့်တော့ဒီထဲမှာမပါဘူးရွှေတကုံဘုရားကတော့အံ့ဖွယ်ဆိုတော့အများစုသိပါတယ်ရွှေတကုံဘုရားရဲ့ညံတော်ကဘယ်လောက်လဲ326ဘယ်လောက်တော့326ညံတော်မြင့်တယ်ဗုဒ္ဓထောင်ဇေဒီတော်ကြတော့နောက်ပိုင်းနားမှာတွားပြီးတော့စာဥတွင်တို့ပြင်ကြတဲ့အခါနေရာမှာတွားတွေ့ပါတယ်132ပေနဲ့9လက်မလောက်ရှိတော့132ပေနဲ့9လက်မရှိပါတယ်တဲ့အဲ့တော့ဗုဒ္ဓထောင်ဇီတော်မှာပထမဦးဆုံးဆံတော်ဦးရောက်သွားပြီ
ဒုတိယဆန်တော်ဦးကတော့ဘုန်းကြီးတို့ခတ်ချုံချုံပြောရတော့မှာပေါ့နော်တထုံဘက်ကိုရောက်သွားပါပြီတထုံဆိုတာငကိုတုံးကသူဓမ္မပူရသူဒုံကနေတဖြည်းတဖြည်းတထုံပေါ့ဗျာအဲ့ဒီမှာရှိတဲ့ရှင်ဘုရင်တွေမိဖုရားတွေအစင်းစင်းနဲ့ဘုန်းကြီးတို့ပြောကြဆိုရင်သားတော်တိတ်တဘောဂသေနတိတ်တနာဂသေနတိတ်တနရတိဟသမီးကနန်းစောနောက်သမီးတယောက်ကသူဝနာဒေဝီနောက်6ခုမြောက်သားကဝိဇယကုမာရာအဲ့ဒါလိုနဲ့ဘုန်းကြီးတို့တထုံဘက်ကိုခတ်ကြော်ကြော်လေးသွားလိုက်လို့ရှိရင်အဲ့တုန်းကတထုံမှာရှိတဲ့ရှင်ဘုရင်ဘာနဲ့ဆက်နွယ်တယ်လဲဆိုတော့အရှင်ဂဝံပတိဘယ်သူလဲတော့ရှင်ဂဝံပတိအဲ့ဒီခုနသားတော်နဲ့သမီးတော်6ယောက်ရှိတဲ့ထဲကနောက်ဆုံးဖြစ်တဲ့ဝိဇယကုမာရမင်းသားကသူကဒီဝိဇ္ဇရိုတွေကခေါ်သွားပြီးတော့မှဝိဇ္ဇရိုတွေရဲ့အတတ်ပညာကိုတတ်တဲ့အတွက်သူကဟိုးဟိမွန်တာမှာသွားပြီးတော့ဝိဇ္ဇရိုဖြစ်နေတယ်ဝိဇယမင်းသားကအဲ့တော့ရှင်ဘုရင်ကြီးမှာအနာနာမှာသူသားသမီးတွေကိုတခါတည်းသူကနေဒီအတီးအတီးသွားပြီးတော့မျိုးတွေတည်ဖို့ဆိုတော့သူနာမှာဘသူမှမရှိတော့တဲ့အခါကျတော့သူနဲ့အမိတူဖြစ်တဲ့တိတ်တပရောဟိတ်ကြီးရဲ့သားဖြစ်တဲ့သားနှစ်ဦးတိတ်တကုမာရနဲ့ဝိဇယကုမာရကိုသားအဖြစ်မွေးလိုက်တယ်အဲ့ဒီသားတွေကလည်းနောင်တစ်ချိန်ကျတော့လောကလူပေါင်းညီငွေပြီးတော့မှရသေးဝဲသွားကြတာနောင်တော့တိတ်တကုမာရကတိတ်တရသေးဆိုပြီးတော့အခုဇင်းကြိုက်တောင်မှသွားနေတယ်ညီတော်ဝိဇယကုမာရကတိဟရသေးဆိုပြီးတော့အခုဇွဲကပင်တောင်ခေါ်တာပေါ့ယခင်ကတော့ဗန္ဒဝခီရီအဲ့ဒါလို့နေတဲ့အခါမှာအခုနဝိဇ္ဇရိုဖြစ်သွားတဲ့ဝိဇယကုမာရမင်းသားကနောင်တစ်ချိန်မှာနဂါမတူးနဲ့တင့်မြတ်ပြီးတော့မှဥနှလုံးရှိတယ်တဲ့အဲ့ဒီဥတွေကနေပြီးတော့သားယောက်ျားလေးနှစ်ဦးဖွားတယ်အကြီးကသူရိယကုမာရအငယ်ကစန္ဒကုမာရအဲ့ဒီနှစ်ယောက်ထဲမှာအငယ်ဖြစ်တဲ့စန္ဒကုမာရမင်းသားလေးကဥကဖွားတဲ့မင်းသားလေးက17နှစ်အရွယ်မှာကွယ်လွန်သွားတယ်ကွယ်လွန်ပြီးတော့ဒီကြောက်ပေါက်တဲ့ယောဂါနဲ့ကွယ်လွန်ပြီးတော့ဘယ်သွားဖြစ်လဲဆိုတော့မဇ္ဈိမဒေသမိထီလာပြည်မှာသွားပြီးတော့အတုလတကြွယ်ရဲ့သမီးသူမနာဝမ်းကြတိုင်းမှာသွားပြီးတော့တရေယူတယ်ရှင်းတဲ့သားအရွယ်မှာသူ့ရဲ့အဖိုးအတုလတကြွယ်အိမ်မှာတန်ဃာတော်တွေပြင့်ပြီးတော့ဆွမ်းကတ်တဲ့အခါယဟန်တန်ဃာတွေရဲ့တရားကိုနာရတဲ့အခါသူချေယိုပြီးတော့သာသနာဝင်ပြီးတော့တရားအားထုတ်လိုက်တာဂဝံပတိယဟန္တာဖြစ်သွားတယ်ဟောဂဝံပတိယဟန္တာဖြစ်သွားတယ်အဲ့တော့အဲ့ဒီအချိန်ခါမှာခုနတိဋ္ဌဓမ္မတိဟရာဇာမင်းကြီးနတ်ရွာဆံပြီးတော့သူရိယကုမာရဝိဇနာဂကရှင်ဘုရင်ဖြစ်တယ်အဲ့ခါမှာအရှင်ဂဝံပတိကစဉ်းစားတယ်ငါရဲ့မေတော်ဘယ်ရောက်နေသလဲဟာငါမေတော်သူဓမ္မပူရတထုံရောက်နေတယ်ဒီကိနဲ့ဆိုရင်တော့ရာမညာတိုင်းမွန်ပြည်နယ်ရောက်နေတယ်ပေါ့ဗျာအဲ့တော့ငါရဲ့နောင်တော်လဲတွေ့ရအောင်ငါမေတော်လဲတွေ့ရအောင်သွားမယ်ဆိုပြီးတော့ဒါသောနာဘူမိသူဓမ္မဝတီတထုံကိုသွားတယ်သွားတဲ့အခါမှာဟိုရောက်တဲ့အခါမှာတွေ့တယ်ပေါ့ဗျာခုနကတော့သူ့ဘဝဟောင်းကနောင်တော်နဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကိုပင့်ပေးပါလို့ပြောတယ်ပင့်ပေးမယ်ပေါ့အဲ့ဒါလိုနဲ့မြတ်စွာဘုရားရှိကိုယသိ6ဦးကလည်းသွားပြီးတော့ဘုရားကြွတယ်ပေါ့ဗျာမြတ်စွာဘုရားကြွတယ်တန်ဃာတော်တွေများစွာခြံရံပြီးတော့မြတ်စွာဘုရားကြွတဲ့အခါယသိ6ဦးကဆံတော်တွေတောင်းတော့ယသိ6ဦးလည်းဆံတော်တွေရပါတယ်တဲ့အဲ့ဒီမှာရှင်ဘုရင်ကြီးကလည်းတောင်းတဲ့အခါရှင်ဘုရင်ကြီးကမပေးသေးဘူးနောင်ကြတော့မှရှင်ဘုရင်ကြီးကတပည့်တော်အသက်ကလည်းအစိုးမရပါဘူးဗျာတပည့်တော်ကိုလည်းဆံတော်ချီးမြှင့်ပါဆိုတော့ဆံတော်2ဆူရလိုက်ပါတယ်တထုံရှင်ဘုရင်တိရိမာတိရိဓမ္မတောကတိတ်တဓမ္မတိဟရာဇာမင်းနဲ့ထိုမင်းကဘုရားချီးမြှင့်လိုက်တဲ့ဆံတော်2ဆူတဲကတဆူကိုတော့ဖြင့်သင်္ကနစ်တောင်လို့ခေါ်တဲ့မြားတပိတ်တောင်နာမှာအဲ့နာမှာမြောက်ဖက်နာမှာဇီရီတီးပါတယ်တဲ့ခုတော့ဘယ်နေရာဘယ်ဇီရီဆိုတာမသိရတော့ပါဘူးတဲ့ကြံတဲ့တဆူသောဇီရီကိုတော့သူရသေနာဆိုတဲ့အမတ်ကြီးကဲမင်းသင်တော်တဲ့နေရာရှာဆိုပြီးတော့ရှာလိုက်တာအခုရန်ကုန်နေရာပေါ့နော်သင်္ကုတ္တရကုန်းတော်ခေါ်တဲ့
ရွှေတကုံဇေတော်ရီရဲ့အရှိတောင်တော့တာပေါင်း1000လောက်အကွာအဝေးရှိတဲ့နေရာမှာယခင်ကစံတော်ရှစ်စု6လတိုင်တိုင်ကိန်းဝတ်သွားတဲ့နေရာမှာတည်ထားတဲ့ခုနပြောတဲ့တပုဒ္ဒရဲ့စံတော်ဥကိုတည်ထားတဲ့အခုဘုန်းကြီးတို့ဗောဓတောင်ဇေဒီတော်နေရာမှာဇေဒီထဲမှာထပ်ပနာပြီးတော့မှအဲ့မှာဇေဒီပြုပြင်လှူပါတယ်အဲ့ဒီတုန်းကငကိုရှိထားတဲ့ဘုရားကိုအခုဘုန်းကြီးတို့သုံးသလိုကြိုက်သေးအဲ့လိုမသုံးပါဘူးတဲ့ကြိုက်ပါစေဒီကြိုက်ဆိုတာဘုရားပါဆိုတာနှစ်ညီအကို2ယောက်ရတာဆိုတော့2ယောက်ပေါင်းရင်2စုမရဘူးလားဘာရမလို့အကိုတဲတဲ့ဘုရားလဲကြိုက်ပါစေဒီပဲညီတဲတဲ့ဘုရားလဲကြိုက်ပါစေဒီပဲကြိုက်ကဘုရားပါက2စုဘုရားပေါ့အဲ့ဒါလို့နဲ့အခုပြောလိုက်ပြီတထုံရှင်ဘုရင်ကနေသူ့ရဲ့သူရသေနာအမတ်ကြီးကိုစေလွှတ်ပြီးတော့မှတည်လိုက်တဲ့ဆံတော်ဒီအခုဘုန်းကြီးတို့အားလုံးသိနေတဲ့ဗောဓထောင်ဇေဒီတော်ဖြစ်ပါတယ်သူရသေနာအမတ်ကြီးထာပနာတဲ့ဆံတော်ဓာတ်တဆူဆိုတော့ဆံတော်ဘယ်နှဆူရသွားပြီလဲ2ဆူရသွားပါပြီကဲတတိယအဆူကတော့ဘုန်းကြီးတို့ကြော်ပြောကြပါစို့အိန္ဒိယမဇ္ဈိမကနေပြီးတော့သီဟိုကျွန်းကိုအရှင်မဟာမဟိန္ဒတို့သာသနာပြုကြွတယ်မှန်လားဒီဓမ္မတော်ကမင်းကြီးရဲ့သားတော်တွေမကြွဘူးလားအဲ့ဒါလို့ကြွတဲ့အခါမှာဟိုမှာဘယ်သူရှိလဲဆိုဒေဝနံပိယဒိဋ္ဌမင်းမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီအချိန်ခါမှာဒေဝနံပိယဒိဋ္ဌမင်းကြီးမှာကလည်းဆံတော်ကြီးရထားတယ်ရထားတော့အဲ့ဒီအချိန်ခါမှာဘာဖြစ်လဲဆိုရင်ဒီဟိုမှာရေဘေးသင့်တယ်တဲ့ဘာဘေးသင့်တော့ရေဘေးဒါဓာတ်ကြီးလေးပါဆိုတာညီညွတ်နေရင်ဆေးပဲမညီညွတ်ရင်ဘေးဖြစ်တာပဲခန္ဓာကိုယ်မှာလည်းမြေကြီးလေပြီးဓာတ်ကြီးမရှိဘူးလားရှိပါဘူးမြတ်တာနေရင်ဆေးဖြစ်တာပဲမမြတ်တာရင်ခန္ဓာကိုယ်မှာလည်းဘေးဖြစ်ရှိတာပဲရေဘေးလေဘေးမီးဘေးမြေဘေးဆိုတာတခြားမှာခန္ဓာလည်းရှိတာပဲလေဖြတ်တဲ့လူတွေဘာဘေးတင်တာတော့လေဘေးတင်နေတာတချို့ဗတ်ကြီးတွေဖောင်းပြီးတော့အရေတွေပြည့်လို့ဆိုတာမသိဘူးဘာဘေးတင်ရေဘေးတင်တချို့ခန္ဓာကိုယ်ပူလောင်ပြီးတော့မှတခါတည်းကင်ဆာလိုယောဂါတွေဘာတွေဖြစ်တော့မီးဘေးတင်မရှိဘူးလားရှိပါတချို့ခန္ဓာကိုယ်ကြီးဒုက္ခတွေဖြစ်တော့မြေဘေးတင်တာလည်းရှိအဲ့တော့အဲ့ဒီမှာရေဘေးတင်တော့ဘလို့အကူအညီတွေရမလဲလို့စဉ်းစားလိုက်တဲ့အခါမှာသတင်းရသွားတာကဟိုးအခုတထုံနာမှာရှိတဲ့တိုက်ကလားမျိုးဆိုတာရှိတယ်ဘုန်းကြီးတို့တောင်စွန်းနာပေါ့အဲ့တိုက်ကလားမျိုးမှာရှိတဲ့ယုကန္ဒကုံမှာမင်းထံမှာဝေပုံလပရမ ्या ယရနာရှိတယ်အဲ့ဒီပရမ ्या ယရနာသည်ဘေးသင့်တဲ့အခါမှာပြောရလို့ရှိရင်ထားပါတော့ပင်လေရေတွေတိုက်စားတဲ့အခါမှာကမ်းမပြိုစေခြင်းရင်အဲ့ဒီပရမ ्या ယရနာချရင်အဲ့နေရာကမ်းမပြိုတော့တခါတည်းရန်ဒီနေရာမှာဂုံဖြစ်စေခြင်းနဲ့ရှိနေတာကရေတွေဂုံပေါ်စေခြင်းတဲ့နေရာလေးမှာအဲ့ပရမ ्या ယရနာသွားထားလိုက်လို့ရှိရင်ရေတွေကခန်းချော့ပြီးဂုံပေါ်လာအဲ့ဒီဝေပုံလပရမ ्या တဲ့ဘာပရမ ्या လဲအဲ့ပရမ ्या ယရနာလေးရရင်တော့ကောင်းပါပဲเนาะရေဘေးတွေ့တဲ့အခါဒုက္ခကိုကဲနိုင်တာပေါ့เนาะအဲ့ဒီယရနာရှိတာကြားတော့ရှင်ဘုရင်ကြီးကဒေဝနံပိယဒိဋ္ဌမင်းကြီးကနေပြီးတော့အယဟနာအရှင်မြတ်8ပါးလျှောက်ပြီးတော့အရှင်ဘုရားတို့ဗျာအဲ့ဒီမှာဆံတော်16စုနဲ့ဓာတ်တော်32စုယူသွားပြီးတော့မှတိုက်ကလားမျိုးကယူကန္ဒကုံမာမင်းထံမှာအဲ့ဒီပရမ ्या သွားတောင်းပေးပါဗျာဆိုတဲ့အခါကျတော့လာတောင်းပါတယ်တောင်းတဲ့အခါအဲ့ဒီပရမ ्या သည်တဲ့တန်လျင်ကပိုင်နာဖြစ်လို့မလို့တန်လျင်မင်းကြီးထံရောက်သွားပါပြီတဲ့အဲ့ဒီချိန်တုန်းကတန်လျင်မင်းကြီးကတိဟဒီပမင်းကြီးနော်တိဟဒီပမင်းကြီးအဲ့ဒါလိုနဲ့သူလဲဝေပုံလယရနာရတယ်ပေါ့ဗျာရလိုက်တဲ့အခါကျတော့ယဟနာရှင်မြတ်တွေသွားတယ်သွားတဲ့အခါမှာဓာတ်တော်တွေခုနတုန်းကပါတော့ပေးလိုက်ပါတယ်ဓာတ်တော်တွေပေးလိုက်တော့တိဟဒီပမင်းကြီးကလည်းပဲဇေရီ17စုနဲ့သိမ်9လုံးသပုတ်ပါတယ်အဲ့ဒီဇေရီ17စုထဲမှာဘုန်းကြီးတို့နံပါတ်7ကကြိုက်တေးအဇေရီဖြစ်ပါတယ်အသစ်တယ်တာမဟုတ်ပါဘူးလာပြီးတော့ဆံတော်
ထပ်ပနာရာဖြစ်ပါတယ်အဲ့ထဲမှာဘာတွေပါတယ်လဲဆိုရင်ဘုန်းကြီးတို့ကြိုက်အတုပ်စီရီတို့ကြိုက်ကဆန်စီရီတို့တွေ့ရပါတယ်ဒါကြိုက်ကဆန်ရဲ့သမိုင်းမှာတွဲလို့ရပါတယ်ကြိုက်အတုပ်ဆိုတာတခြားမဟုတ်ပါဘူးဆူးလေစီရီပါပဲဒါကြောင့်မလို့တိဟဒီပမင်းကြီးနော်တည်လိုက်တဲ့ဇေဒီ17စုထဲမှာဆူလေတို့ဘာတို့ပါပါတယ်အဲ့တော့ပေါင်းလိုက်လို့ရှိရင်ဘိုးတစ်ထောင်မှာဆန်တော်3စုအဲ့ဒီမှာအခုနတော့ကရလာတဲ့ဆန်တော်တွေကိုဘု து တာဝန်ပေးလိုက်လဲဆိုရင်မဟာမစ္ဆသေနာပတိသူရဲ့ကောင်းအမတ်ကြီးကိုပေးလိုက်ပါတယ်ပေးလိုက်တဲ့အခါအဲ့ဒီအမတ်ကြီးကသူ့ရဲ့ဆရာဖြစ်တဲ့ကျောင်းကုန်းယဟန်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကျော်နဲ့တိုင်ပင်ပြီးတော့မှအခုအားလုံးကိုးကွယ်နေတဲ့ဘုဒ္ဓထောင်ဆန်တော်ဥစီရီထဲမှာနောက်ထပ်ဆန်တော်တစုတည်လိုက်ပါတယ်ပေါင်းလိုက်တော့ဆန်တော်ဘယ်နှစုဖြစ်သွားလဲ3စုအဲ့တော့ဒါကတော့ဘုဒ္ဓထောင်ဘုရားသမိုင်းအရာဆန်တော်ဥနော်ဆန်တော်တွေတည်တယ်ပေါ့အခုပြောသွားတဲ့တပုဒ္ဒဗန္လိကာကဘုန်းကြီးတို့ဇလန်းကမပြီးဘူးတပုဒ္ဒနဲ့ဗန္လိကသည်သာသနာမှာခုနပြောပြီးသွားပြီတရဏဂုံဥဆုံးဆောက်တည်ခွင့်ရတဲ့ပထမတရဏကမနဥဆုံးပုဂ္ဂိုလ်တွေဖြစ်ပြီးတော့နောက်ဘာဖြစ်သွားလဲလို့ဘုန်းကြီးတို့ကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားထံမှသူတို့ရာဇကြိုမှာဘုရားရှိနေတော့ရောက်လာပြီးတော့မှဘုရားတရားတော်နာလိုက်တာတပုဒ္ဒကသောတာပန်ဖြစ်သွားပါတယ်။ဘာဖြစ်သွားတော့သောတာပန်ဖြစ်ကဲရခဲ့တဲ့ဆံတော်ရတုံးကတရားမရသေးဘူးဆံတော်ဆိုတဲ့မြတ်စွာဘုရားရဲ့တရိဒခန္ဓာကိုယ်ကဓာတ်တော်ကြီးပဲရတာဒါဘလို့တရားမရခဲ့သေးဘူးရှင်းရှင်းပြောရင်နှလုံးသားမှာဘုရားပဲတရားသေးတယ်မတရားဆိုတဲ့အစင်းမြင်အရိယာတရားမတရားသေးဘူးဟောအခုရာဇကြိုမှာကြတော့ဘုရားဟောတဲ့တရားနာလိုက်တာသောတာပန်ဖြစ်သွားတယ်ညီဖြစ်တဲ့ဗန္လိကသို့မဟုတ်ဗန္လိယကတော့ဖြင့်တရားတရားတွေပေါက်ပြီးတော့ဘုရားသာသနာဝင်ပြီးတော့ကြိုးစားလိုက်တာယဟန္တာဖြစ်သွားတယ်ဘာဖြစ်သွားတော့ယဟန္တာဖြစ်သွားအဲ့တော့ဘုန်းကြီးကချီးကျူးတယ်ဒီတပုဒ္ဒဗန္လိကကုံတင်ညီနောင်သည်နှလုံးသားမှာဖျားလဲတည်တယ်တရားလဲတည်တယ်ထို့နောက်မှာပြောရလို့ရှိရင်ရာဇကြိုပြည်မှာလာတဲ့အချိန်မှာတန်ခါပေါ်နေပြီဆိုတော့တန်ခံတရဏံကိစ္ဆာမိလဲလျှောက်သွားမှာသိချပါတယ်မှန်ရလားမှန်ပါဗျာအရှင်ဗန္လိကသို့မဟုတ်ဗန္လိယကတော့ပြင်ကိုယ်တိုင်သာသနာဝန်တန်းယဟန်ဖြစ်ပြီးတော့ယဟန်နာဖြစ်သွားတာဆိုတော့ဟောဒီဘုရားဘုဒ္ဓထောင်ကြိုက်တဲ့အဆန္ဒဥစီရီရဲ့မူလပြောရရင်တော့ဆန္တော်ပိုင်ရှင်တွေပေါ့မှန်ရလားမှန်ပါဆန္တော်ပိုင်ရှင်တွေဟာနှလုံးသားဗာတည်ခဲ့သလိုဘုရားလည်းတည်ပါတယ်တရားလည်းတည်ပါတယ်တန်ခါလည်းတည်ပါတယ်အဲ့ဒါကိုပြောချင်တာဘုရားကြိုက်တဲ့အဆန္ဒဥစီရီလာဖူးတဲ့ယဟန်ရှင်တို့အားလုံးဖယားလည်းတရားပါမယ်တရားလည်းတရားပါမယ်တန်ခါလည်းတရားပါမယ်မှန်ရလားမှန်ပါအဲ့တော့ဘလို့တဲမှာလဲဖယားရောဆရာတော်ကြီးခုနရေးထားပြီးစာသည်ကျင့်သည်ထိုးထွင်းသည်အစဉ်စဉ်တရားမှာဖြစ်တယ်အခုလိုတရားပွဲတွေဆင်နွှဲနေတာဟာနှလုံးသားတရားတည်နေတာမှန်ရလားမှန်ပါဗျာဘာတည်နာတော့တရားတည်နေတရားတည်တဲ့အစဉ်ကဒီလိုတရဏဂုံတွေဌာနတွေမဟုတ်ဘဲနဲ့အစဉ်စဉ်ဉာဏ်တွေနာမရူပပရိစ္ဆေဒဉာဏ်တွေပစ္စယပရိက္ခဉာဏ်တွေအယရာဘုဒ္ဓဉာဏ်တွေစသည်အပြင်ဆရာတော်တွေလည်းဟောမှာပဲခန္ဓာအရှိကိုတကယ်ဉာဏ်နဲ့သိမြင်သွားလို့ရှိရင်ကျွတ်ချင်စိတ်လွတ်ချင်စိတ်တွေထွက်လာမယ်ပြောရရင်နိခံမေအာနိတန္တခရာဆိုတဲ့လွတ်မြောက်မှုရှိစိတ်ကဥတည်သွားပြီဒီခါကြလို့ရှိရင်ရထားတာဒီဟာစွန့်ရမယ်ဟာဒီစားရမယ်ဟာဒီမဟုတ်ဘူးလို့ဉာဏ်ထဲမှာရှင်းသွားပြီတရားအတိမရှိရင်တော့စားရမယ်ဟာကြီးထင်ပြီးတော့အကုန်စားတော့တာပဲကာမဂုဏ်အာယုံယူပါယုံလာလဲစားလိုက်မယ်ဝါလိုက်မယ်ကြိတ်လိုက်မယ်တထာယုံလာလဲစားလိုက်မယ်ဝါလိုက်မယ်ကြိတ်လိုက်မယ်တရားမမြင်သေးတော့နော်ကာမဂုဏ်ရဲ့အပြစ်တွေမမြင်သေးဘူးဖြစ်သွားတယ်
တကယ်ဉာဏ်ထဲမှာထင်ရှားသွားပြီဆိုရင်တော့ဘုန်းကြီးတို့အားလုံးဒီတရားအစင်မှာဒါနကထာကိုကြော်သွားပြီသီလကထာလည်းကြော်သွားပြီသက်ကနတ်ပြည်အယောက်ကြောင့်တရားလည်းကြော်သွားပြီကာမနံအာဒီနဝကထာကာမဂုဏ်ရဲ့အပြစ်တွေပါမြင်လာပြီနောက်တစ်ခါပါလဲနိခံမေအာနိတန္တလွတ်မြောက်ခြင်းရဲ့အကျိုးအာနိသင်တွေမြင်ပြီးတော့လွတ်မြောက်အောင်ကြိုးစားတော့တာဘုန်းကြီးတို့အားလုံးနှစ်ခုပဲဆိုကြည့်လိုက်လွတ်အောင်ကျင့်မယ်လွတ်အောင်ကျင့်မယ်ကောင်းအောင်လဲကောင်းအောင်လဲလူလေသူတော်ကောင်းလူလေသူတော်ကောင်းလောကမှာလူလေဆိုရင်စကားပြောရတာဒီကောင်လူရှုပ်လားမသိဘူးအဲ့ဒီလူရှုပ်လူလေပြောတာမဟုတ်ဘူးသူတော်ကောင်းလူလေနှစ်မျိုးပဲလွတ်အောင်ကျင့်သွားရင်အဲ့ဒါအရိယာဆင်းရောက်သွားအဲ့ဒါလူလေအဲ့ဒါလူလေတွေတရားလဲတယ်အသိဉာဏ်တရားတွေလဲတယ်တရားအသိတွေကျွယ်တော့အဲ့ဒါလူလေပြီးသွားတယ်လွတ်အောင်ကျင့်သွားဒုတိယကလဲတော့လဲခြင်းသေးတယ်မိုက်ကန်းလဲမှာမဟုတ်ဘူးတရားနဲ့လဲမှာသူတော်ကောင်းအဖြစ်နဲ့လဲမှာအဲ့ဒါကောင်းအောင်လဲတယ်လို့ခေါ်တယ်အဲ့တော့ဘုန်းကြီးတို့ရွေးရမှာဒါပဲကောင်းအောင်လဲမယ်နောက်ဆုံးလွတ်အောင်ကျင့်မယ်ဘယ်လိုလုပ်မှာတော့ကောင်းအောင်လဲမယ်လွတ်အောင်ကျင့်မယ်ရှေးတုန်းကစာအုပ်တွေမှာထည့်ရေးတာပဲရှေးဆရာတော်တွေကစိတ်ကောင်းရှိသီလမြဲဝိပဿနာဆွဲတန်တရားဝတ်ကကျွတ်မိမလွယ်ဒါပဲစိတ်ကောင်းရှိသီလမြဲဝိပဿနာဆွဲတန်တရားဝတ်ကကျွတ်မိမလွယ်အဲ့တော့ဘလို့ကျင့်မှာတော့တပုဒ္ဒဗန္လိကတို့ကျင့်တယ်လို့ပဲဘုန်းကြီးတို့ကလည်းဖယားအာယုံတရားအာယုံကိုတကယ်ကိုအရိယာကိုသွားတဲ့လမ်းကြောင်းပေါ်တင်ပေးရစာထဲမှာသဲပုံစီတီတဲတယ်ဆိုတာကြားဘူးတယ်မလားကြားဘူးပါဗျာပုရိနာထူပိယဆိုတဲ့မထေဟာအဲ့လိုလာခဲ့တာသူယသိဘဝတုန်းကသူ့ဟာသူတည်ထားတဲ့သဲပုံစီတီရွှေတွေသူ့တကိုးနဲ့ဖန်ဆင်းတယ်ဖယားအစ်စ်ကိုညံနဲ့ရောက်သာသနာ့ဘဆိုတော့ဖယားအစ်စ်ကိုညံနဲ့ရောက်အောင်ကျမ်းကန်တွေကြည့်ပြီးတော့သူဖယားတည်ထားတာတာမန်မဟုတ်ပြောရရင်တော့ဒီလိုမျိုးရွှေစီတီတွေဘာတွေမဟုတ်ဘူးသဲပုံစီတီတွေအဲ့ဒါနောက်ကြတော့မှသူတကိုးနဲ့ရွှေစီတီဖြစ်အောင်လုပ်တာအဲ့တော့သူပြောတဲ့စကားလေးဘုန်းကြီးတို့ကသဘောကျတယ်ပုထုဇဉ်ဆိုတာဟာယသိအဝတ်ဝတ်ထားတော်လဲပဲကိလေသာကတော့တတိလွတ်ရင်လာမှာပဲမှန်ရဲ့လားမှန်ပါဗျာကိလေသာဆိုတာဘယ်သူမှမကြောက်ဘူးကိလေသာမရောက်နိုင်တဲ့တတ္တဝါဆိုတာပုထုဇဉ်ဆိုရင်မရှိဘူးဆိုတော့သူ့တန်တန်မှာကိလေသာကာမဝိတက်တွေဝင်လာတယ်တဲ့သူကပြောတယ်အဲ့ဒီကာမဝိတက်တွေဝင်လာတဲ့အခါမှာသူဘသူကိုသတိရလိုက်လဲဆိုရင်သူတည်ထားတဲ့ထုပဇေဒီကိုသတိရတယ်အားလုံးသိထားတာကဘယ်လိုပြောမလဲကုသိုလ်ရချင်တဲ့အခါဘုရားကိုသတိရဒုက္ခတွေရောက်တဲ့အခါဘုရားသတိရမှန်လားမှန်ပါဗျာဒုက္ခရောက်ရင်ဘုရားသတိရတယ်ကုသိုလ်တွေရချင်တယ်ချမ်းသာတွေရချင်တယ်ဆိုရင်ဘုရားကိုသတိရတယ်အခုနာရယတိကအဲ့လိုပြောတာမဟုတ်ဘူးသူ့တဏ္ဍာမှာတဲ့ကာမဝိတက်အကြံစိုးတွေသူကတပည့်တွေအများကြီးရှိတယ်တောင်းချီရှိတာအဲ့တော့ငါတဏ္ဍာမှာကိလေသာဇိုးတွေကာမဝိတက်တွေမိစ္ဆာဝိတက်တွေဝင်လာရင်ငါဘုရားကိုသတိရတယ်တဲ့ဘုရားကိုသတိရပြီးတော့ဘုရားကိုမနေ့ညသွားဖူးတယ်တဲ့ဘုရားကိုသတိရလိုက်တာနဲ့သူ့ကိုယ်သူပြန်ပြီးတော့ပါဘယ်လိုပြောလဲဆိုဟေးနာရထမင်းကခေါင်းဆောင်တော့ယသိခေါင်းဆောင်တော့မင်းတည်ထားတာကတပ်ပညုဘုရားရဲ့ကိုယ်စားထူပဇေဒီတည်ထားတာနော်တန်တရားကလွတ်အောင်ကြွအောင်ကယ်မဲ့ဘုရားကိုမင်းတည်ထားတာအဲ့တော့မင်းကဘုရားတပည့်ဘုရားအရေးမှလည်းနေသေးတယ်ဒီလိုကိလေသာတွေမင်းတန်တန်အဝင်ခံတာမင်းတော်ရဲ့လားနရုပ်တံသိရဲ့လားမင်းအရှက်မရှိဘူးလားမင်းကိုမရှက်ဘူးလားသူကိုသူသတိပေးတာဘာလို့တာတော့ကိုသတိပေးတာအဲ့ဒါပညာစေနံပတာသတိလို့ခေါ်တယ်ကိုသိထားတဲ့ကိုတတ်ထားတဲ့သုဒ္ဓကိုပညာဖြစ်အောင်လုပ်လိုက်တာစဉ်းစားဆင်ញင်လိုက်တဲ့အခါဉာဏ်ဖြစ်သွားတယ်
Eri Niane Koko Soma de Kama. Tutana ma shide Kama with the Kui de Locore. With the story ha. Pane do less so yin and Tukuren Bobiara. Senzo Sin Yanyi go Nam Bakomale. Seni Chunkorabo. Padamala. Chunet Karen, Nayengo Kare. Don't tell it the same yalobe. Kama with the Haluen Warabe. Kajizan, Payaga la Somara la, Kum Pinyaga Somara la. Copiana Somara. Paya Asego, Shigo Meshibu, Devil Messi Veshida. Todo Seika Paya Assisi Yaude, Nyanga Paya Assisi Yaude, Era Virgina. They had a devil Zidi Beno. Mamma. To Biodeli, Kama with the when I Capia Adriade. I am the Gargamaro, Pojiro Alo Leve. Loba li when I Brutria Maro. Yasapia, that was no Javude, Tilo Siaro Ilamativu. The Cardian Toda Lady, Loba Lady when I was a Piashi Dora. Yasapia, the video Patubo, no Kobe Gubiobido. The video Patuma, Lobari, Winnie Barepia, Doda in Nessani Barepia. The video Lobari and Angini Barepia. Okay. Any Kama, Loba Dodaria, Pajuale. Yo, the whole Lumi Bobia, hey, the course of Yavi. I am a Ponido Alo Paya, a circle, Mammy Bamelo, Tado, a city, Puyade, Mayana Paya, a sit hanga, Dea, Manaya Bamelo, Dea, a sit, Tangarodi, there's on La Dea, city, Nayade, Tazu Ponido, Dwayame, a singer, Aria, a singer, Pide, Pesing of Dwamale. Nyam Yama, a Jimiana, a Jim Yama, a Simiana, Yama Mene, a Jinga Mamiamabu, a Jimamian, a Sinlema Miamabu, Tayamolo, Yaswa Pia, the Vida Tawakari, Bibi, Potron City Doha, Jaiti, Asoda, Aidonga, Chaula Dine, Uzo, very low, the chin lady, Dija Buyamabo, not Tayare, the chin lady, Tisu Bidoma, Aima, Buzo Yama. I am not Jaiti Asoda, Eddie Halibe. No, Jaigaro Payati Babi, no, De Asoda, Tayare, the chin lady, Tisu Gade, Niama, Dead Hade Payabo, no, Tachin de Payabo, the lowly, Jaiti Astrali. Yojanaga, Tilo Paya, a say, De Adodi, no, Paya say, and Muiro Dadodi, go Puya de Boguri ha, go sing go Taman, a Yadi Nilo. Pepsibamale, a semiamo lore, Mayala, a semiamo bedwayamale, a jimiama pide, a jimiamo bedwayamale, Yamiabame, Yamiamo swing de Yamana Vene, Yangama debabu, Diam deana, deaza, papido, Yan semi, Yan semielo, a jenny gale, me, Dicama Yanni, Yename, a jimiama, Yena. Yan Yen Dway, Yan Semi Bido, a chin, a Panlia, Matero, Yana, Pin, Lepship, Panlia, Shimia, Maya, and Alma, Nezo Buduro, Border on Payas and Ocean by Saint Yibduro, the Boda, Buduro, the Boda, the Gajilo, the Boda, the Gailo, daughter by a single Ponyudo Alon, dead night on Josa, Dejame, so they say Tabido. She got a count, she got a dog, counted a count, door, to count if she are. Josa Ato Ninja Pasi country. I will Tajame. The Yambo Dotambo di Dami Pitama Tadio. Aho no dada du dada, aho no dama saintenang. Yosi no maga yang liang, o xiang bian wei, ao lan sun sun luan de lulu, a jin ao no mu mia swa bia di. Dami bi xin nao xin lie pie dan bie di, sa sa ma no dia, da bo do go la gao. Dama da di yo bi di ya da i da kan bi lie da di in a suan ba ka do go la gao. The Yambo body man and Kanwa Mye, good and sa twin, Dimian or movie deep she. Tamo di Tatamia Winnie Yago, Muha Lipo, di Zero Muke Levi.
ဒါသာစီနာသာအောင်မြင်တဲ့တန်ဘောဓိမံဝေအောင်လန်ဆွင့်ဆွင့်လွင့်တလူလူထောအောင်တော်မူမြတ်စွာဘုရားဤသုဒ္ဓတံတရားဓမ္မဩဝါဒကိုကြားရရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်သုဒ္ဓတံတရားဓမ္မဩဝါဒဖြင့်နေညရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်အောနောကိုယ်တွေ့ကိုယ်တာကိုယ်ကျိုးပါသဖြင့်ကိုယ်မှာခုနဲ့ဩဝမ်းမြောက်ဖွယ်ကြီးပါတကားဓမ္မစိန်တနဓမ္မတသက်ကြောင်းကျိုးဆက်၍ဖြစ်ပြနေဟန်တရားမှန်ကိုဖန်ဖန်ခွဲဝေကြံစီ၍နေရခြင်းသည်ဓမ္မစိန်တနဓမ္မတသက်ရှင်းနောက်ဆက်၍ဖြစ်ပြနေဟန်တရားမှန်ကိုဖန်ဖန်ခွဲဝေကြံစီ၍နေရခြင်းသည်အောနောကိုယ်တဏ္ဍန်တွင်ဉာဏ်ရောင်လင်း၍ရှင်းငါဩအာရဝေကြီးပါတကားအဟောနောပုဂ္ဂိုလ်တ attva သူငါတွေပြောက်အလင်းရောက်ဖို့ဝမ်းမြောက်ရှင်ပြောဩအယတော်ပါပြီစွာတကားသာဓုသာဓုသာဓုပါဗျာဒီကနေ့ဘောရတော်စီတော်မန္တတော်တိုင်းဂောဘကအဖွဲ့ကဝါစုသင်္ကန်းချင်းနဲ့နဝကမလူတော်ငွေ3သိန်းကျပ်တိတိဖြစ်ပါတယ်ဗျာနောက်အလူရှင်ဖြစ်တဲ့နှစ်ဘက်တော်မိဘများအမှုထား၍အလူရှင်ဖြစ်တဲ့ကိုအောင်ပြည့်စုံမမျိုးရတနာထိုက်သမီးမခင်ညဉ့်ညံပြည့်စုံလိုက်မခင်ဖုံးမြတ်ပြည့်စုံလိုက်မခင်မြတ်တာပြည့်စုံလိုက်မိသားစုတို့ကလည်းပဲနဝကမလူတော်ငွေ3သိန်းကျပ်တိတိနဲ့ဝါစုသင်္ကန်းချင်းဖြစ်ပါတယ်ဗျာဒါကြောင့်မလို့ဒီကနေ့ဘုရားထောင်စီရီတော်ဗန္ဒတော်တင်ဂောဘကအဖွဲ့အလဲကြတပါပတိဥစိန်သမဆရာတော်ဘုရားကြီးကဝါစုသင်္ကန်းများနဲ့နဝကမလူပုံများကိုဆက်ကလူတန်းမှုဆောင်ပေးပါရန်လေးစားစွာဖိမန်ကပြုပါတယ်ခင်ဗျာသာဓု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 သာကဲအားလုံးသက်ရှိကြမှာချမ်းသာပေးခင်အောင်မြင်ပါစေသာဓုသာဓုသာဓုဒီနေ့ဘုရားတပည့်တော်တို့ဆရာတော်ဘုရားကြီးဟာဝါကောင်လာဆန်ရှိရဲ့ဥပုပ်နေချင်းကသမယမှာဆရာတော်ဘုရားကြီးကဝါစုသင်္ကန်းဆိုင်တော်နဝကမလူငွေများနဲ့ပြည့်စည်မြတ်ဝဆက်ကလူတန်းရတဲ့ဒါနကုသိုလ်ကိုးပါးသီလများကိုခံယူကျင့်သုံးစောင့်တည်ရတဲ့သီလကုသိုလ်ဆရာတော်ဘုရားကြီးဟောပြောပြတာဆူဆုံးပါတယ်ဒီကနေ့နှလုံးသားတည်ဖို့ဘုရားထောင်ကြိုက်တဲ့ဆန္တော်ဦးဆိုတဲ့တရားဓမ္မဒေသနာတော်များကိုနာဂမှတ်သားကြားနာရတဲ့ဓမ္မတဝနာကုသိုလ်အစရှိသောဒီတရားဒါနသီလဘာဝနာကုသိုလ်ကောင်းမှုစုစုတော်ဤအဖို့ဘာကတွေကိုရေစစ်သွန်းချအမြပေးဝေပေးပါရန်ဆရာတော်ဘုရားကြီးဟာဖျားတပည့်တော်ခြေတော်စုံဥခိုက်၍လျောက်ထားပါသည်ဆရာတော်အရှင်သမီးကြီးဖေဟာကုသိုလ်ဆိုတာပြုတဲ့နေရာမှာလဲဝေရတယ်ကိုနေတဲ့ကိုအိမ်ကိုရာကိုเจ้าကိုအမြဲနေတဲ့နေရာမှာလဲဝေရတယ်ခရီးသွားတဲ့အခါရောက်ရာအရက်မှာလဲအမြဝေရတယ်ရည်စူးတာဆိုရင်တော့ကွယ်လွန်သူနဲ့ဆက်ဆက်တဲ့နေရာတွေအထိသွားပြီးတော့အမြဝေရတယ်အဲ့တော့ကောင်းတာဆိုရင်ထပ်ဖြန့်ရမယ်တဲ့ပါတယ်တော့ကောင်းတာဆိုရင်ထပ်ဖြတ်ရမယ်မကောင်းတာဆိုရင်ရက်တန်ရမယ်မကောင်းတာဆိုရင်ဖြတ်ရမှာလားရက်ရမှာလားရက်ရမှာပါဗျာကောင်းတာဆိုရင်ထပ်ဖြတ်ရမယ်မကောင်းတာဆိုရင်ရက်ရပါဗျာအေးကောင်းတာတွေများများဖြန့်ကြပေါ့ကဲအမြဝေမယ်ဣဒံမေပုံညံဣဒံမေပုံညံနိဗ္ဗာနတနိဗ္ဗာနတပစ္စယောပစ္စယောဟောတုဟောတုဗုဒ္ဓမြတ်စွာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကိုသာသနာတော်မြတ်ကြီးကိုကြီးမြောက်ကြီးမြောက်အာဘေအာဘေပူဇော်လိုသောကြောင့်၎င်းပူဇော်လိုသောကြောင့်၎င်းတပည့်တော်များတပည့်တော်များရရှိထားသောရရှိထားသောပစ္စည်းဥစ္စာပစ္စည်းဥစ္စာဘဝခန္ဓာဤဘဝခန္ဓာဤအနိတ္တာရကိုအနိတ္တာရကိုထုတ်ယူလိုသောကြောင့်၎င်းထုတ်ယူလိုသောကြောင့်၎င်းဆင်းရဲခတ်သိဆင်းရဲခတ်သိချုပ်ငြိမ်းရာဖြစ်သောချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ကိုနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုသောကြောင့်၎င်းမျက်မှောက်ပြုလိုသောကြောင့်၎င်း54ကြိမ်မြောက်54ကြိမ်မြောက်ဝါတွင်ကာလဝါတွင်ကာလဓမ္မသဘင်ဓမ္မသဘင်ဆင်ရင်ကျ
ကျင်းပါ ဆင်ရင်ကျင်းပါ ပူဇော်ကြပါကုန်၏ ပြုတော်ကြပါကုန်၏ လူဒန်းဘွယ်ရာ လူရန်မွေရာ အဖျားပြာတို့ကိုလည်း ပြပြတို့ကို ရ လ ည် ည်း မှန်းထားသည့်အတိုင်း ဒီမှန်ထားသည့်အ လူ တိုင်း ဒန်းကြပါကုန်၏ လူရန်ကြပါကုန်၏ သရဏဂုံသီလာ သရဏဂုံသီလ သောက်တည်ပါကုန်၏ သောက်တီပါကုန်၏ ဘုရားတော်များ ဘုရားတော်များ ဟောကြားတော်မူသော ဟောကြားတော်မူ တ သော ရားတော်များကိုလည်း ဘုရားတော်များကို ရိုးရိုးသေးသေး ရိုးရိုးသေးသေး လေးလေးစားစား လေးလေးစားစား မတ်မတ်သားသား မမတ်သားသား နာယူကြပါကုန်၏ နာယူကြပါကုန်၏ ဘုဒ္ဓထော ဘုဒ္ဓထောင် ကြိုက်သေးအပ် တိုက်သေးအပ် သန္တော်ဥစီရီတော် သံတော်ဥစေတီတော် 54ချိန်မြောက် 54ချိန် ဆင် မြောက် ရင်ကျင်းပါ ဆင်ရင်ကျင်းပါ ဓမ္မသပင်ဝဲ ဓမ္မသဘင်ဝဲ ပြုပြုသမျှ ပြုသမျှ ဒီကောင်းမှုသည် ကုသိုလ်ကောင်းမှု တ သည် တိတော်များ တတိတော်များ ဤတန်တောင်းတရင်းဖြစ်သော ဤတန်တောင်းတခြင်းဖြင့်သော ဘောဓိဉာဏ်ဤ ဘောဓိညာဤ ဉာဏ်နိဗ္ဗာန်ဤ ဉာဏ်နိဗ္ဗာန် ရာ ဤ ကြောင်းရောက်ကြောင်း ရာကြောင်းရောက် ဖြစ် ကြောင်း ပါစေသာ ဖြစ်ပါစေ အ သာ ရှင်ဖျား အရှင်ဘုရား ဤကောင်းမှုတို့ကြောင့် ဒီကောင်းမှုတို့ကြောင့် နောက်အရှက် အရှင် ဒီယံကင်းကွာ ဒီယံကင်းကွာ ကိုယ်စိတ်နှစ်ပါး ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် ချမ်းသာစွာဖြ သူ င့် တော်ကောင်းတရားကို သူတော်ကောင်းတရား အ ကို နောက်အရှက်မရှိ အနောက်ရှိမရှိ အလိုရှိတိုင်း အလိုရှိတိုင်း စိတ်တိုင်းကြ သိတန်းကြ အာထုတ်နိုင်ရပါလို့ဤ အာထုတ်နိုင်ကြပါလို့ ဤကောင်းမှုနှင့်တကဝါ ဒီကောင်းမှုနဲ့တကဝါ နေ့စဉ်နေ့တိုင်း နေ့စဉ်နေ့ လ တိုင်း စဉ်လတိုင်း လစဉ်လတို နေ့ င်း စဉ်နှစ်တိုင်း နေ့စဉ်နေ့တိုင်း ပြုခဲ့သမျှ ဘုရားအမြတ် ကုသိုလ်စေတနာ ကုသိုလ်စေတနာ ဖြာဖြာတို့ဤ ပြပြတို့ဤ ဘုဘာကကို အဖို့ဘာကကို ဘုဒ္ဓထော ဘုဒ္ဓထောင် ကြိုက်သေးအပ် ကြိုက်သေးအပ် သံတော်ဥ သံတော်ဥ ဇေဒီတော်နှင့်ဆက်၍ ခြေရီတော်နှင့်ဆက် ဆက်ဆက်သမျှ ၍ဆက်ဆက်သမျှ လူနတ်မြတ်မှာ လူနာဗျံ တ မာ တ္တဝါတို့အား တတ္တဝါတို့ အမြ အား အမြ အမြအမြ ဝေငှပါ၏ သေးဝေငှပါ ဤ ၏ ပဘိုးဘွား မိဘဘိုးဘွား ဆွေမျိုးများအား ဆွေမျိုးများ အ အား မြအမြ အမြအမြ ဝေငှပါ၏ သေးဝေငှပါ ကို ၏ ဆောင်နံ ကိုဆောင်နာ အိမ်ဆောင်နံ အိမ်ဆောင်နာ ဇေဒီပထိုးဆောင်နံ ခြေရီပစိုးဆောင်နာ တရားမင်း တရားမင်း ယမမင်း ယမမင်း စထား စထား ၍ ၍ တတ္တဝါ တတ္တဝါ အနန္တတို့အား ဘဝါတို့အား အမြ အမြအမြ ဝေငှပါ၏ သေးဝေငှပါ မြင် ၏ မြင်သမျှ သင်သမျှ ကြားကြားသမျှ ကြာကြာသမျှ သိသိသမျှ တိတိသမျှ မြရာ ည ၍ ရ ဝမ်းသာကြသည် ဝမ်းသာကြသ ဆ ည့် င်းရဲဒုက္ခ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ အမျိုးမျိုးတို့မှာ လွတ်မြောက်ကြသည် လွတ်မြောက်ကြသည် ချမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေသော ဖြစ်ကြပါစေသော ကုသို ကု လ် သိုလ်အမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြပြုတော်မူကြပါကုန်လော သာ သာဓုသာဓုသာဓု အားလုံးသက်ရှိကြမှာချမ်းသာပေးကင်းအောင်မြင်ကြပါစေ ဆရာတော်ဘုရားကြီးလည်းကြမ်းပါပါစေဗျာ